အဲ့တော့ယနေ့မွေးနေ့မင်္ဂလာကိုအကြောင်းပြုပြီးတော့ကုသိုလ်ပြုလုပ်ကြတဲ့ထိန်လင်းမိသားစုကိုဘုန်းကြီးကဓမ္မဒါနဖြစ်နဲ့သာသနာပြုစိတ်ဓာတ်ဆိုတဲ့ခေါင်းစီနဲ့တရားဟောပေးပါမယ်အဲ့တော့သာသနာပြုစိတ်ဓာတ်အစစ်မှန်ရှိတဲ့ပုဂ္ဂိုလ်တွေမျိုးသားမျိုးသမီးတွေတန်ဃာတော်ရှင်မြတ်တွေမှာကုသိုလ်စစ်မှန်မှန်ရပြီးတော့ပါရမီကုသိုလ်အဆင့်တွေဖြစ်ပြီးတော့မိမိတို့ဗုဒ္ဓဘာသာဝင်တွေရည်မှန်းတဲ့နိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်တယ်မမှန်ကန်တဲ့သာသနာပြုစိတ်တဲ့ရှိတဲ့ပုဂ္ဂိုလ်တွေကြတော့ကိုတော့ပါရမီကုသိုလ်တွေရတယ်ထင်ပေမဲ့တကယ်တော့တလွဲဆံပင်ကောင်းဆိုတယ်လို့ပဲသာသနာပြုစိတ်တဲ့ဟာမှားယွင်းနေတဲ့အခါမှာနိဗ္ဗာန်ကိုမျက်မှောက်ပြုပေးရစေလို့စိတ်ကညှို့ပြီးတော့လုံနေပေမဲ့လမ်းလွဲနေတဲ့အခါမှာနိဗ္ဗာန်နဲ့ဝေသွားတတ်ပါတယ်ဒါကြောင့်မို့သာသနာပြုစိတ်တဲ့အစစ်မှန်ဟာတိတ်အရေးကြီးတယ်ဒါကြောင့်မို့သာသနာပြုစိတ်တဲ့အစစ်မှန်ကိုမြတ်စွာဘုရားဘယ်လိုဟောကြားခဲ့တယ်လဲဆိုတာကိုသိအောင်ဘုန်းကြီးကဓမ္မပဒပါဠိတော်မှာလာရှိတဲ့ရှင်ဒေဝရသင်္ကန်းရတာကိုအကြောင်းပြုပြီးတော့ဘုရားရှင်ဟောကြားတော်မူခဲ့တဲ့တရားကိုဓမ္မဒါနဖြစ်နဲ့လက်ဆောင်ပြန်ဟောပေးပါမယ်အဲ့တော့မြတ်စွာဘုရားကဘယ်လိုဟောကြားခဲ့တယ်လဲဆိုတော့ယောဇဝန္တာကတဝတ္တသီလေတုတုတမဟိတောဥပေတောဓမ္မသစ္စေနာတာဝေကာတဝမရဟတိယောဇာခြင်းပုဂ္ဂိုလ်ဒီကဝန္တကတာဝမလေးတံမြင်ထွေအပ်ပြီးသောကိလေသာဖန်ရှိသည့်အတ္တဖြစ်ရာ၏သီလေတုသတုပါရိတုရိသီလာတို့၌တုတမဟိတောကောင်းစွာထားသောစိတ်ရှိသောဓမ္မသစ္စေနာအိန္ဒြေတို့ကိုဆုံးမခြင်းဝစီသစ္စာတရားနှင့်ဥပေတောပြည့်စုံသောသာသောထိုပုဂ္ဂိုလ်သည်ဝေစင်စစ်ကာတဝံဖန်ဤတက်ဆွမ်းဝတ်သင်္ကန်းကိုပရိဒီတုံဝယုံသုံးဆွဲခြင်းငါအရဟတိထိုက်တံပါပေ၏ဣတိတို့ဘဂဝါသုံးလောကထောတာရှင်တော်မြတ်ဗျာသည်အဝေါစာကရုဏာရှိသောပညာအပြင်ဟောကြားတော်မူခဲ့ပါပေတည်းဒါမြတ်စွာဘုရားကရှင်ဒေဝရသင်္ကန်းရတာကိုအကြောင်းပြုပြီးယဟန်တစ်ပါးကိုဟောခဲ့တဲ့တရားဒီတရားကိုနာပြီးတော့အဲ့ဒီယဟန်တော်လေးလည်းပဲသောတာပန်ဖြစ်သွားခဲ့တယ်အဲ့တော့ဒီတရားဒေသနာတော်ဟာဘယ်မှာစပြီးတော့ဖြစ်ပေါ်တာလဲဆိုတော့ဖြစ်ပေါ်တာကရာဇဂြိုလ်မြို့မှာဖြစ်ပေါ်ခဲ့ပါတယ်ဟောတဲ့နေရာကဘုရားရှင်ကိုယ်တော်မြတ်တာဝတိကြီးဇေတဝန်ရွှေကျောင်းမှာတရင်သုံးရင်ဟောကြားခဲ့ပါတယ်တနေ့တော်အခါမှာရှင်သာရိပုတ္တကိုယ်တော်မြတ်နဲ့အရှင်မောဂလန်ကိုယ်တော်မြတ်အကမဟာတာဝကနှစ်ပါးသာသနာမှာတိတ်ပြီးတော့ဘုရားရှင်အားကိုးတော်မူတဲ့ယုံကြည်တော်မူတဲ့အကမဟာတာဝကနှစ်ပါးသူတို့ဟာရှင်သာရိပုတ္တကယဟန်တော်900ရှင်မောဂလန်ကယဟန်တော်900မိမိတို့ရဲ့တပည့်900စီတန်ခါ1000လောက်ခြံရံပြီးတော့ရာဇဂြိုလ်မြို့ကိုဒေသစာရီကြွပါတယ်ဒေသစာရီမကြွခင်မှာမြတ်စွာဘုရားရှိတဲ့တာဝတိပြည်စေတဝန်ကျောင်းကန္နကုတိတိုက်တွင်မှာသွားပြီးတော့မြတ်စွာဘုရားကိုပန်ပြောကြတယ်ဒေသစာရီကြွမယ်အကြောင်းသွားမယ်အကြောင်းစာပေမှာတော့အပုပ်စိတ်တဝါဆိုတဲ့ပါဠိလေးလာပါတယ်အဲ့တော့အပုပ်စိတ်တဝါဆိုတဲ့ပါဠိဟာဗမာလူပန်ပြော၍သွားတယ်ဆိုတဲ့အဓိပ္ပာယ်ရတယ်အဲ့တော့ဒီနေရာမှာကြည်လိုက်ရှင်သာရိပုတ္တဆိုရင်လည်းပဲမြတ်စွာဘုရားကလွဲရင်ပညာရာမှာဧတတက်လက်ရာတော်ယံအကမဟာတာဝကရှင်မောဂလန်ဆိုလို့ရှိရင်လည်းပဲဘုရားရှင်ကိုယ်တော်မြတ်ကလွှဲရင်တကိုးအရာမှာအကြီးကျယ်ဆုံးလက်ဝဲတော်ယံအကမဟာတာဝကရှင်သာရိပုတ္တရှင်မောဂလန်တို့တဲ့ကြီးကျယ်မြင့်မြတ်တဲ့ယဟန်တော်ဆိုတာသာသနာတော်မှာရှေးတုန်းကလည်းမပေါ်ခဲ့ဘူးခုလည်းမပေါ်ဘူးနောင်လည်းပေါ်မှာမဟုတ်ပါဘူးအဲ့တော့ဒီလိုအကမဟာတာဝကဆရာတော်ကြီးနှစ်ပါးကယဟန္တာရှင်မြတ်ကြီးနှစ်ပါးကခီးသွားတော့မယ်ဆိုတော့ဘာလုပ်တယ်လဲဒါလေးကိုသေချာကြည့်လိုက်ပါအပုပ်စိတ်တော်ကပန်ပြော၍ဆိုတဲ့စကားလေးကိုစာပေမှာအသုံးပြုထားပါတယ်ဒါဘာကိုပြတယ်သာသနာယဉ်ကျေးမှုကိုမိမောင်းထိုးပြနေပါတယ်ယဉ်ကျေးတဲ့တန်ဃာတော်ရှင်မြတ်တွေဒီလိုကျင့်စဉ်တွေကိုကျင့်သုံးကြပါတယ်ဒါရှင်သာရိပုတ္တရှင်မောဂလန်တို့ကစီးဆင်းလာတဲ့သာသနာယဉ်ကျေးမှုရေးစီကြောင်းအဲ့တော့ဒါကိုမိမိတို့လူဘဝမှာနေတဲ့မျိုးသားမျိုးသမီးတွေလည်းပဲဒီကျင့်စဉ်ကိုကျင့်သုံးသင့်ပါတယ်နောက်ပြီးတော့တန်ဃာတော်ရှင်မြတ်တွေလည်းပဲစာသင်တိုက်တွေထောင်းတယ်ရိပ်သားတွေထောင်းတယ်အလုံးဒီကျင့်စဉ်ကိုကျင့်သုံးမှမေတ္တာဆိုတာအထူးတဦးနဲ့တဦးမေတ္တာတွေဆက်နွယ်ပြီးတော့နှွေးထွေးတဲ့မိသားစုနှွေးထွေးတဲ့ကြောင်းတိုက်နှွေးထွေးတဲ့အဖွဲ့အစည်းဒါမျိုးဖြစ်ပါတယ်သာသနာယဉ်ကျေးမှုကိုလည်းပဲကျင့်သုံးရာရောက်တယ်လို့မေတ္တာတရားနဲ့ဆက်နွယ်နေတဲ့ဘဝတစ်ခုအဖွဲ့အစည်းတစ်ခုကိုတည်ဆောက်နိုင်ပါတယ်
ရှင်သာရိပုတ္တရာနဲ့ရှင်မောက္ကလန်ကငါတို့အကြီးဆုံးပဲငါတို့မပန်ပြောလေဘာမှမဖြစ်ဘူးဆိုသွားလို့တော့ရနိုင်ပါတယ်သို့တော့လေးစားတဲ့အနေနဲ့မေတ္တာတရားတွေကြီးမားတဲ့အနေနဲ့မြတ်စွာဘုရားတန်ဖွင့်ပန်တယ်အဲ့တော့ဘုန်းကြီးတို့မိသားစုတွေလည်းဒီတိုင်းကျင့်သုံးရတာပဲမိသားစုတွေမှာဇနီးမောင်နှံ2ယောက်ရှိတယ်တဦးပဲသွားနေတဲ့တဦးကမသိဘူးဆိုရင်ဒါတွေဟာမေတ္တာတရားအားနည်းတဲ့သဘောဖြစ်ပါတယ်သူတော်ကောင်းတွေကျင့်သုံးနေတဲ့သာသနာယဉ်ကျေးမှုကိုဖျက်ဆီးရလဲရောက်သွားပါတယ်ဒါကြောင့်ဘုန်းကြီးတို့ဇနီးမောင်နှံချင်းချင်းပဲဖြစ်ဖြစ်မိဘနဲ့သားသမီးပဲဖြစ်ဖြစ်မိဘလည်းပဲခီးသွားမယ်ဆိုရင်ကိုသားသမီးတွေဘယ်သွားမယ်ဘယ်နှရက်ကြာမယ်ဘယ်မှာရှိမယ်ဒါမျိုးလေးတွေပြောသွားတယ်နည်းနည်းလေးတော့ဝန်ကြီးကောင်းကြီးပါလိမ့်မယ်သို့တော့မေတ္တာတရားကအတွင်းထဲမှာမမြင်ရတဲ့မေတ္တာတရားငါတို့ပေါ်မှာအင်မတန်မှအကျိုးလိုလားပါလားဒီစိတ်တလေးတွေကမပြောဘဲနဲ့သိပါတယ်ဒီလိုမှမဟုတ်ဘဲနဲ့မိဘဖြစ်တဲ့လူကသွားခြင်းတဲ့နေရာသွားတယ်ဇနီးဖြစ်တဲ့လူကသွားခြင်းတဲ့နေရာသွားတယ်အိမ်မေးကြည့်ရင်မသိဘူးဆိုရင်တာမညကြည့်ရင်တော့ပံပြောမသွားတာလို့ဒီတစ်ခုပဲတွေ့ရပေမဲ့သို့တော့မေတ္တာတရားခန်းချောက်သွားတတ်ပါတယ်จิตတရေတွေမဲ့သွားတတ်ပါတယ်သာသနာယဉ်ကျေးမှုတွေပျောက်ပြတ်သွားတတ်ပါတယ်ဒါလေးတွေကသတိထားစေရသာသမီဖြစ်တဲ့ပုဂ္ဂိုလ်တွေကလည်းပဲဒီတိုင်းပဲကိုသွားမယ်ဆိုလို့ရှိရင်ဘယ်အိမ်ကိုသွားမယ်ဘယ်နေ့ရက်ကြာမယ်ဘယ်နှစ်နာရီကြာမယ်ဘယ်ချိန်မှပြန်လာမယ်အရေးကြီးရင်ဘယ်အိမ်မှာပြောလိုက်ပါဒါလေးတွေဘုန်းကြီးတို့ပြောသွားရတယ်ဒါတာမညကြည့်ရင်တော့တေးသေးပွားပွားလေးဖြစ်ပေမဲ့အင်မတန်ကြက်တည်ရှိပါတယ်ဒါကြောင့်မို့ဘုန်းကြီးတို့ကိုယ်တိုင်လည်းပဲဒီကျောင်းမှာစတင်ပြီးတော့ကျောင်းဘုန်းကြီးလုပ်တဲ့အခါမှာဒီကျင့်စဉ်ကိုခုချိန်ဒီအမြဲတမ်းပြောပါတယ်တန်ဃာတော်လည်းပဲမလျှောက်ဖက်နဲ့သွားလို့ရှိရင်ဒါတွေကနောက်ဆုံးအပြီးထွက်သွားတဲ့အထိပြစ်ဒဏ်ကြီးမားသွားနိုင်ပါတယ်။ဘာဖြစ်လို့လဲမေတ္တာခန်းချောက်စေတတ်တဲ့သာသနာယဉ်ကျေးမှုကိုပျက်စီးတတ်တဲ့လုပ်ရဖြစ်လို့ပါပဲ။ဒါကြောင့်မို့တန်ဃာတော်ရှင်မြတ်တွေပန်ပြောသွားတယ်လို့ဘုန်းကြီးကိုယ်တိုင်လည်းပဲဘယ်သွားမယ်ဘယ်လောက်ကြာမယ်တကယ်လို့များအရေးကြီးလို့ရှိရင်ဘယ်မှာလန့်ပြီးတော့ဖုံးဆက်ပါဘယ်မှာရှိပါတယ်။ဘုန်းကြီးနောက်ဆုံးမှာတန်ဃာအလုံးမပန်ပြောတောင်းမှဆွမ်းကြောင်ဘုန်းကြီးတို့အကြီးဆုံးနာယကဘုန်းကြီးတို့ဒီလိုပဲပန်ပြောပြီးတော့ဘုန်းကြီးကိုယ်တိုင်လည်းပဲဒီကျင့်စဉ်လေးတွေကျင့်ရပါတယ်ရက်ရှည်သွားမယ်ဆိုလို့ရှိရင်တကြောင်လုံးကိုပန်ပြောတယ်ဘုန်းကြီးဘယ်နည်းကြာပါမယ်စသည်ဖြင့်မှားလျာရှိတာလေးတွေမှားလို့ဒါဘုန်းကြီးတို့တာမညကြည့်ရင်တော့ဒါလေးနဲ့ဘာဆန်းလို့လဲဒါလေးနဲ့သေးသေးမွားမွားလေးလုပ်နေတာပဲဒါလေးနဲ့ဘာမှကြီးကျယ်တာမဟုတ်ဘူးလို့ထင်ကောင်းစရာရှိပေမဲ့တဦးနဲ့တဦးမေတ္တာရှက်နွယ်တဲ့တဦးကျတဦးလိုလားတဲ့ပုဂ္ဂိုလ်တိုင်းသာသနာယဉ်ကျေးမှုကိုကျင့်သုံးတဲ့ပုဂ္ဂိုလ်တိုင်းဒါမျိုးကျင့်သုံးကြတယ်ဒီလိုကျင့်သုံးလိုက်တဲ့အတွက်ကိုယ်မှာမာနတရားတွေကျင်သွားပါတယ်နိဝါဒတရားယိုသေးသေးစားတဲ့တရားတွေမိမိရဲ့နှလုံးသားထဲမှာရောက်လာပါတယ်ဒါကြောင့်မို့ဒီကျင့်စဉ်ဟာရှင်သာရိပုတ္တရာနဲ့ရှင်မောက္ကလန်ကိုတော်တိုင်ကျင့်သုံးသွားတဲ့ကျင့်စဉ်လို့ဒါလေးကိုဘုန်းကြီးဟာဒီနေရာမှာနားလည်စေခြင်းပါတယ်ဒါကြောင့်ရှင်သာရိပုတ္တရာနဲ့ရှင်မောက္ကလန်မြတ်စွာဘုရားကိုပန်ပြောပြီးတော့ရာဇဂိုမြို့ကိုနောက်လိုက်နောက်ပါတန်ခါ1000နဲ့ကြွတော်မူတယ်ကြွတော်မူတော့ရာဇဂိုမြို့မှာဘသူတွေကရှင်သာရိပုတ္တရာရှင်မောက္ကလန်မှုရှိတဲ့တန်ခါတော်1000အတွက်ဆုံးခွန်တာဝန်ယူတယ်လေဆိုတော့ဘုန်းကြီးတို့အဲ့ဒီခေတ်တုန်းကတန်ဃာတော်ရှင်မြတ်တွေရဲ့ဓလေ့ကမြတ်စွာဘုရားလက်ထက်တုန်းကသာသနာကမစီပင်သေးဘူးမပြန့်ပွားသေးဘူးသာသနာမစီပင်သေးတော့မြတ်စွာဘုရားကဒေသစာရီကြွားဖို့တရားဟောကြားဖို့မြဲတဲ့မိန့်တော်မူလေးရှိတယ်ဒေသစာရီကြွားတာကိုမြတ်စွာဘုရားလိုလားတယ်ဘာဖြစ်လို့လဲသာသနာကမစီပင်သေးဘူးသာသနာတည်ထောင်ကာစမှာရက်ရွာတွေမှာသာသနာမပြန့်နှံ့သေးတော့တရားဓမ္မတွေတရားမနာကြရတော့အရင်ဆိုင်လေးတွေဖြစ်တရားမနာကြရတော့ယဉ်ကျေးမှုတွေပျောက်ပြက်ဒါမျိုးတွေဖြစ်တယ်အဲ့တော့တရားကျင့်သုံးလိုက်ရတဲ့ပုဂ္ဂိုလ်ကသောတာပန်ဖြစ်ပြီဆိုရင်တန်ត្រာမှာဆင်းရဲရမယ်။အိုနာတေဒုက္ခပေဒီကင်းတော့သွားပါတယ်။တန်ត្រာထဲမှာဆင်းရဲရမယ်ချစ်သူနဲ့ကိုယ်ရတဲ့ဒုက္ခမချစ်သူနဲ့ပေါင်းသင်ရတဲ့ဒုက္ခဒီဒုက္ခတွေအလုံးမြတ်စွာဘုရားတရားနာလိုက်လို့သောတာပန်ဖြစ်ပြီဆိုရင်နောက်ထပ်9ဘဝပဲဒီဒုက္ခခံရပါတယ်။ပုထုဇဉ်တွေမှာတော့ဘဝပေါင်းမရေတွက်နိုင်အောင်နောက်ထပ်မျှော်မှန်းလို့မရအောင်ဒီဒုက္ခတွေကြီးတယ်အဲ့တော့မြတ်စွာဘုရားကတရားနဲ့ထိတွေ့ခွင့်ရတဲ့ပုဂ္ဂိုလ်ဟာအ ਨੇ ဆုံးပူပင်နေတာလေးတွေတော့ကင်းပြောက်သွားနိုင်တဲ့အတွက်မြတ်စွာဘုရားကဒေသစာရီကြွဖို့မိန့်ရှိတယ်အဲ့တော့ယဟန်တော်တွေကလည်းပဲသာသနာမထွန်းကားသေးတဲ့အရက်ဒီလိုပဲဒီနေရာမှာဟိုနေရာမှာအမြဲမနေပဲနဲ့ဒေသစာရီကြွပြီးတော့လူတွေကိုသာသနာပြုတဲ့အလေးလေးရှိတယ်ခုခေတ်မှာတော့မြန်မာပြည်မှာသာသနာကတော်တော်များများထွန်းကားနေတော့တနေရာထဲမှာရက်တည်ပြီးတော့စာသင်ကြစာချကြဒါမျိုးပေါ့ဒုက္ခဒုက္ခနဲ့တူတော့ဒီခေတ်မှာလည်းပဲစာချဘုန်းကြီးလုပ်ပြီးတော့ခီးသွားနေတဲ့သာသနာပဲတော့မှတိုးတက်ဖို့မလွယ်ဘူးပေါ့
ဒါလေးတွေကနေရာဒေသအလိုက်ဒါမျိုးလေးတွေကျင့်သုံးရတာပဲအချိန်ခါလိုက်ကျင့်သုံးရတာပဲအဲ့တော့ဒီတော့ရာဇဂိုမြို့မှာလည်းပဲတရားဓမ္မတွေကဘာလုပ်ကြလဲတူတနိုင်တဲ့ပုဂ္ဂိုလ်တူတဲ့နှစ်ဦးသုံးဖွဲ့ပြီးတော့အပေါင်းအသင်းလေးတွေနဲ့ကုသိုလ်ပြုဘက်ပုံညတာရကအသင်းလေးတွေဖွဲ့ပြီးတော့အာဂန္တုတန်ဃာတော်ရှင်မြတ်တွေခီးသွားတဲ့တန်ဃာတော်ရှင်မြတ်တွေကိုဆုံးခွန်ပြုစုလုပ်ကြွေးကြတယ်တဲ့ဒါမြတ်စွာဘုရားလက်ထက်ကရာဇဂိုမြို့မှာပြုလုပ်နေကြတဲ့အလေးထားလေးအဲ့တော့တန်ဃာတော်ရှင်မြတ်ရှင်သာရိပုတ္တရှင်မောက္ကလန်တို့ကြွလာတော့ဒီလိုပဲဧည့်သည်အာဂန္တုတွေအတွက်သွန်းစီမံတဲ့အဖွဲ့အစည်းလေးတွေကဝိုင်းပြီးတော့ကုသိုလ်လုပ်ကြတယ်ဒါလေးတွေကလည်းပဲဘုန်းကြီးတို့စာပေမှာအင်္ဂုတ္တရနိကေမှာရှိတယ်သူတော်ကောင်းတွေလှုပ်လေလှုပ်တာရှိတယ်ဒါန၅မျိုးတဲ့အဲ့ဒီသူတော်ကောင်းတွေလှုပ်လေလှုပ်တာရှိတဲ့ဒါန၅မျိုးမှာတစ်ခုကဘာလဲဆိုတော့ကာလဒါနကာလဒါနဆိုတာလိုအပ်တဲ့အချိန်မှာလိုအပ်တဲ့နေရာမှာလိုအပ်တဲ့ပစ္စည်းကိုလှူတာအဲ့ဒါကာလဒါနပဲပြောင်းပြန်လိုက်ပေါ့သူတော်ကောင်းတွေလှုပ်လေလှုပ်တာရှိတဲ့ကာလဒါနဆိုတာလိုအပ်တဲ့နေရာမှာလိုအပ်တဲ့အချိန်မှာလိုအပ်တာလေးတွေလှူတာဒါသူတော်ကောင်းတွေလှုပ်လေလှုပ်တာရှိတယ်ကာလဒါန၅မျိုးထဲမှာပါတယ်ပြောင်းပြန်လိုက်ပေါ့တကယ်လည်းပဲမလိုအပ်ဘူးတကယ်လည်းပဲလိုအပ်တဲ့အချိန်မဟုတ်ဘူးဒီလိုပဲတိတ်ပြီးတော့နာမည်ကျော်လို့သွားပြီးတော့တွေ့ပြီးတော့လှူတယ်ဒါတွေကကာလဒါနဖြစ်ဖို့မလွယ်ပါဘူးသူတော်ကောင်းတွေလှုပ်လေလှုပ်တာမရှိဘူးဒါကြောင့်မို့ရာဇဂိုမျိုးသူမျိုးသားတွေကအဲ့ဒီသူတော်ကောင်းတွေလှုပ်လှုပ်တာရှိတယ်ကာလဒါန၅မျိုးကိုလုပ်ကြတယ်နံပါတ်1ကဘာလဲဆိုတော့အဲ့ဒီသူတော်ကောင်းတွေလှုပ်လေလှုပ်တာရှိတဲ့ကာလဒါန၅မျိုးတွေနံပါတ်1ကအာဂန္တုကတ္တဒါနံဒေတိအာဂန္တုကတ္တဧတေအာဂန္တုဆရာတော်တန်ဃာတော်ရှင်သူမြတ်ပေါင်းအားဒါနံဒေတိစွမ်းအားရှိသမျှပေးလှူတယ်တဲ့ဒါလေးဟာနံပါတ်1သူတော်ကောင်းတွေလှုပ်လေလှုပ်တာရှိတဲ့ကာလဒါနပါဒါကြောင့်ရာဇဂိုမျိုးသူမျိုးသားတွေကလည်းပဲအာဂန္တုဆရာတော်တွေမိမိတို့လှူဒန်းကြတယ်ဘုန်းကြီးတို့ရှေးခေတ်ကဒီလိုပဲအမြဲနေတဲ့ပုံကိုယ်တွေမရှိတဲကိုကန်တွေမရှိတော့ဧည့်သည်တွေအာဂန္တုတွေတိတ်ပြီးတော့ချင်းရဲကြတော့ဒီလိုဖွဲ့စည်းတွေဖွဲ့ပြီးတော့လှူတယ်မိမိတို့လည်းပဲကျောင်းတရားဓမ္မတွေလည်းပဲဘုန်းကြီးသိသလောက်မိမိတို့ကျောင်းမှာအာဂန္တုဆရာတော်တွေလာရင်စာမွေးဖြေတယ်ဘုန်းကြီးတို့တောင်မှအမြဲတမ်းအာယုံစွန်းနေစွန်းမတတ်နိုင်ပါဘူးသို့တော့မိမိတို့လုပ်နေတဲ့ကုသိုလ်လေးဝမ်းသာဖို့ပြောတာပါမိမိတို့စာမှုပဲဖြေလာတဲ့တာမဏေကျော်ဖြေလာတဲ့တန်ဃာတော်ရှင်မြတ်တွေအာယုံစွန်းနေစွန်းသွားပြီးတော့ပြည့်စုံအောင်စီမံတယ်ဒီလိုစီမံပေးတဲ့ကျောင်းဟာဘုန်းကြီးတို့ကျောင်းလည်းပဲတိတ်မတတ်နိုင်ပါဘူးဘုန်းကြီးတို့ကျောင်းဆိုရင်ရင်စာမှုပဲရှိတာတောင်မှဆုံးခံထွက်ပြီးတော့ဖြေခဲ့ရပါတယ်အဲ့တော့မိမိတို့ကဒါမျိုးဆင်းရဲတွေမဖြစ်စေခြင်းလို့အာဂန္တုဆရာတော်တွေစာပြေတန်ဃာတော်ရှင်မြတ်တွေဒီလိုဒုက္ခတွေမရောက်ပါစေနဲ့လို့စီမံပေးတာအဲ့ဒါသူတော်ကောင်းတွေလှုပ်လေလှုပ်တာရှိတယ်ကာလဒါနတွေကနံပါတ်1ဒါနလို့ဝမ်းမြောက်ဝမ်းသာဖြစ်စေခြင်းပါတယ်ဒါကြောင့်မို့ဒီလူမျိုးကိုနာမည်ကြီးတဲ့နေရာမှာမလိုအပ်ဘဲနဲ့ပစ္စည်းတွေပုံအောပြီးနာမည်ရကျင်လို့လှူထားတဲ့ဒါမျိုးလှူတာဟာသူတော်ကောင်းတွေလှုပ်လေလှုပ်တာရှိတယ်လို့ဘုန်းကြီးသိစေခြင်းပါတယ်နံပါတ်2ကဘာလဲဆိုတော့ဂမိကတဒါနံဒေတိဂမိကတခီးသွားနေသောတန်ဃာတော်ရှင်သူမြတ်အပေါင်းအားဒါနံဒေတိစွမ်းအားရှိသမျှပေးလှူတယ်တဲ့နံပါတ်2သူတော်ကောင်းတွေလှုပ်လေလှုပ်တာရှိတဲ့ကာလဒါနခီးသွားနေတဲ့တန်ဃာတော်ရှင်မြတ်တွေခီးသွားနေတဲ့ပုဂ္ဂိုလ်တွေဒါမျိုးတွေကိုပေးလှူတယ်စောစောကဆိုရင်ဧည့်သည်တွေလည်းပဲပါတာပါပဲနောက်ပြီးတော့ခီးသွားနေတဲ့ပုဂ္ဂိုလ်ဆိုတာဘုန်းကြီးတို့ကြီးကျယ်ကျယ်လူမမဟုတ်ခီးသွားနေတဲ့အချိန်မှာကားပေါ်မှာယထာပေါ်မှာတွေ့တယ်ကိုယ်ပါလာတာလေးကတ်လိုက်တယ်နောက်ပြီးတော့ဆွမ်းဆိုင်မှာပင့်ပြီးတော့ကတ်လိုက်တယ်ဒါတွေဟာကာလဒါနတဲ့တကယ်လိုအပ်တဲ့အချိန်မှာလိုအပ်တာလေးလှူရတာတိမ့်ချီကုန်စရာမလိုပါဘူးဒါလေးတွေကသူတော်ကောင်းတွေအင်မတန်မြတ်နိုးတဲ့ဒါနပါတဲ့အဲ့တော့ဘုန်းကြီးတို့တခါတရံမှာငွေကုန်မှလားမဟုတ်ပါဘူးဒီကားစီးကြတယ်တိတ်ပြီးတော့ highway ပြေးတဲ့ကားကြီးတွေပေါ်မှာယထာပေါ်မှာတော့သူ့ခုံနံပါတ်နဲ့သူ့နေရာနဲ့သူဆိုတော့အဆင်ပြေနေကြတယ်ဘုန်းကြီးတို့သခိုင်းမန္တလေးလောက်သွားနေတဲ့ကားတွေကြတော့ခုံနံပါတ်လည်းမရှိဘူးကြုံတယ်လို့စီးရတယ်တခါတရံမှာဘုန်းကြီးတို့တွေ့ရတယ်အင်မတန်မှအင်အားကောင်းမွန်တဲ့ကျမ်းမာရေးကောင်းမွန်တဲ့အမျိုးသားတွေခုံပေါ်မှာထိုင်နေကြတယ်ဘေးမှာတန်ဃာတော်ရှင်မြတ်တွေကမတ်တက်ရက်လို့တခါတရံတက်ကြီးရွယ်အိုတွေဖိုးကြီးဖွားကြီးတွေကမတ်တက်ရက်လို့တခါတရံကြတော့ကိုယ်တယ်မျိုးသမီးတွေကလေးမိခင်တွေကမတ်တက်ရက်လို့သူတို့ကမသိချင်အောင်ဆောင်ပြီးတော့ဒီခုံတနေရာလေးကိုခဏလေးဖယ်ပေးလိုက်တဲ့အတွက်ကိုယ်မှာအင်အားလည်းတောင်းနေကျမ်းမာရေးလည်းပဲကောင်းနေဒီခုံတနေရာလေးလှူလိုက်ရင်ငွေလည်းပဲပိုမကုန်ဘူးသို့တော့ဒါလေးကိုပဲမလူရက်မလူနိုင်တဲ့ပုံကိုယ်တွေအင်မတန်များပြားပါတယ်ဒါဟာသူတော်ကောင်းတွေလှုပ်လေလို့တာရှိတဲ့ကာလဒါနရဲ့သဘောကိုသဘောမပေါက်လို့ပါအဲ့တော့ဒါကြောင့်မို့ဒီကိုဖယ်ပေးလိုက်တဲ့အတွက်သူ့မှာဒုက္ခတွေသိပ်ကြီးနေတယ်ကို့မှာတော့ဒုက္ခသိပ်မရောက်ဘူးဆိုရင်ကိုဟာသူ့အတွက်ဒုက္ခလေးနည်းနည်းခံပြီးတော့ပေးလိုက်ဘယ်လောက်စိတ်ချမ်းသာမလဲတကြီးရွယ်ဦးတွေတန်ဃာတော်ရှင်မြတ်တွေဆိုရင်မတက်ရက်စီရတာမသိတော့လို့ပေးလိုက်တယ်
နောက်ပြီးတော့ကလေးမိခင်တွေကိုယ်ဆောင်မျိုးသမီးတွေဒါမျိုးလေးတွေငဲ့ညာပေးလိုက်တယ်ဒါတွေဟာသူတော်ကောင်းလက္ခဏာတွေပါဒါကြောင့်မို့သူတော်ကောင်းတွေလှုပ်လေလှုပ်တာရှိတယ်ဒါနာထဲမှာဒါဒုတိယဒါနပါတဲ့သို့တော်ဘုန်းကြီးတို့မသိကြတော့တခါတရံမှာဘုန်းကြီးတို့ဘုံတော်လိုင်းကားစီးတဲ့အခါမှာအမြင်မတော်တာလေးတွေတွေ့ရတယ်စိတ်မကောင်းပဲဖြစ်ရတယ်ဘာမှမတတ်နိုင်ပါဘူးဒါကြောင့်မို့ကြုံတဲ့အခါမှာဒီလိုပဲဟောပေးရတာပဲနောက်တတိယကာလဒါနဘာလဲဆိုတော့ကိလနတဒါနံဒေတိကိလနတမကျမ်းမမာနေသောတန်ဃာတော်ရှင်မြတ်နေတဲ့ကောမကျမ်းမမာနေသောပုဂ္ဂိုလ်ဟာဒါနံဒေတိဆွမ်းအားရှိသမျှပေးလူတယ်တဲ့မကျမ်းမာနေတဲ့ပုဂ္ဂိုလ်သွားပြီးတော့အာပေစကားပြောတယ်လိုအပ်တဲ့အကူအညီလေးတွေပေးတယ်တန်ဃာတော်ရှင်မြတ်တွေဆေးကူခြင်းမိမိတတ်နိုင်တဲ့မြတ်ဆေးဝါးလေးတွေစိုက်ထုတ်ပြီးတော့လှူဒန်းတယ်ဒါလည်းပဲထိန်လင်းမိသားစုဘုန်းကြီးတို့အထူးပြောစရာကိုမလိုပါဘူးလိုတာတဲ့တောင်ပို့နေပါသေးတယ်အဲ့တော့ဒီမြတ်စွာဘုရားဟောတာကိလနတဒါနံဒေတိကိလနတကိလနာပုဂ္ဂိုလ်မကျမ်းမာတဲ့တန်ဃာတော်ရှင်မြတ်စသည်ကိုလိုအပ်တဲ့ဟာလေးတွေကိုလှုပ်ပေးတယ်တိတ်ပြီးတော့ကြီးကြီးကျယ်ကျယ်သိမ့်ချီမကုန်နေမဲ့ဒါသူတော်ကောင်းတွေမျက်နှိုးတဲ့သူတော်ကောင်းတွေလှုပ်လေလှုပ်တာရှိတယ်ကုသိုလ်ပါတဲ့ဒါလေးတွေဟာတိတ်အရေးကြီးတာပဲနောက်ပြီးတော့မိမိတို့အိမ်လေးမှာဆေးရုံမသွားနိုင်လို့ဆေးကမ်းမသွားနိုင်လို့ဒုက္ခရောက်နေတယ်ဓာတ်စာလေးတွေတက်နိုင်နေမြတ်ကိုကဖြည့်ပေးတယ်ဒါလေးတွေကဖဲ့ဖဲ့ထုတ်ပေးတယ်ကိုလည်းပဲကုံသွားတာမသိတာပါဘူးဘုန်းကြီးတို့ဥပမာဖြင့်လက်ရက်တွင်းလေးတွေနဲ့တူတာပေါ့ဘုန်းကြီးတို့ဒီရေရှားတဲ့ဒေသတွေမှာလက်ရက်တွင်းလေးတွေဆိုရေလေးဘယ်လောက်ရှိလဲနည်းနည်းလေးရှိတာပဲဒါရင်မဲ့ခတ်လိုက်ပြန်ပြည့်တာပဲခတ်လိုက်ပြန်ပြည့်တာပဲဒီလိုပဲကိလနာဖြစ်တဲ့တန်ဃာတော်ရှင်မြတ်တွေကိလနာဖြစ်တဲ့ပုဂ္ဂိုလ်လေးတွေကိုတက်နိုင်နေမြလှူတဲ့အများများကြီးမကုန်သို့တော့ချက်ချင်းပြန်ပြည့်သွားတာပဲလက်ရက်တွင်းနဲ့တူတဲ့ဒါနာမျိုးလေးတွေပါဘလောက်ပဲလူဒါမျိုးတွေကဂုံပကာသနာလှုပ်ပြီးလှူဒန်းတာနဲ့စာလို့ရှိရင်ဒါမျိုးဟာဘုန်းကြီးတို့စီးပွားဥစ္စာမဆုပ်ယုပ်တဲ့ပြင်ပို့ပြီးတော့တိုးတက်နိုင်တယ်တဲ့ဒါဟာတတိယမြောက်ဖြစ်တဲ့သူတော်ကောင်းတွေလှုပ်လေလှုပ်တတ်ရှိတဲ့ကာလဒါနတစ်မျိုးပါပဲတဲ့နောက်လေးခုမြောက်ဒါနဘာလဲဆိုတော့ဒုဗ္ဗေကေဒါနံဒေတိဒုဗ္ဗေကေငမောခေါင်းပါစာရှာရာခါ၌ဒါနံဒေတိစွမ်းအားရှိသမျှပေးလှူတယ်တဲ့စတုထမြောက်ကတကယ်ကျမ်းမာတွေကောင်းနေတဲ့ခီးသွားနေတာလည်းမဟုတ်ဘူးသို့တော့တကယ်လိုအပ်နေတဲ့ဆင်းရဲနေတဲ့ပုဂ္ဂိုလ်လေးတွေကိုတက်နိုင်နေတာထောက်ပံ့လှူဒန်းပေးတယ်။ကျောင်းမနေနိုင်တဲ့ပုဂ္ဂိုလ်လေးတွေကိုကိုကတစ်နှစ်တက်နိုင်တစ်နှစ်ဝင်ပြီးတော့သူတန်းတက်လိုက်တယ်ဥပမာဖြင့်10တန်းအောင်ပြီး9တန်းမတက်နိုင်9တန်းအောင်ပြီး10တန်းမတက်နိုင်ကဲဒီတစ်နှစ်တော့ငါသူ့ကိုစူးစမ်းပြီးတော့ပညာရေးတစ်နှစ်ထောက်ပံ့လိုက်တယ်ဒီပညာရေးတစ်နှစ်သင်လိုက်တဲ့အတွက်သူဟာစာရီသင်နေရတဲ့အခါမှာအိမ်တော်ရတကြခြင်းနဲ့စိတ်တွေကင်းပြီးတော့ပညာတက်ဖြစ်သွားမယ်ပညာတက်ဖြစ်သွားရင်စဉ်းစားဆင်ခြင်ဉာဏ်လေးတွေတိုးသွားမယ်အဲ့တော့ငါဒီကုသိုလ်လေးယူလိုက်မယ်နှစ်စဉ်မယူတော့မှတခါတရံသိဒုက္ခရောက်တဲ့ချိန်မှာဝင်ပြီးတော့လှုပ်လိုက်တဲ့ကုသိုလ်လေးတွေကဒါဒုဗ္ဗေခေဒါနံဒေတိလို့ခေါ်ပါတယ်ဘုန်းကြီးတို့တောင်မြို့မှာကဏ္ဍဆရာတော်ဘုရားကြီးဒီကျောင်းတက္ကမကြီးဒေါ်တင်အောင်ပြောမှုတဲ့စကားလေးတစ်ခွန်းဘုန်းကြီးကြားလဲရတယ်။ဘာလဲဆိုတော့ကို့မှာတဲ့အဝတ်စားလေးတွေပိုနေတယ်။ပိုနေတဲ့ဝတ်စားလေးတွေကို့မှာကထူးခြားချက်မရှိဘူး။ဒါလေးတွေကိုလျှော်တယ်ဖွတ်တယ်။နောက်ပြီးတော့မိကျွေတိုက်တယ်။အိမ်မှာလာတဲ့ချင်းမောင်ရွယ်ရောင်းတဲ့ကလေးမလေးတွေလို့ပဇွန်ရွယ်ရောင်းတဲ့ကလေးမလေးတွေတို့သိဆင်းရကြတယ်။သူတို့မှတနေ့လုံးမှတနေ့စားရတယ်။အဲ့တော့သူတို့မှဝတ်စုံဝယ်ဖို့မလွယ်ဘူး။ကို့မှာကဒါတွေဟာအလှသဘောဖြစ်နေတာဝတ်ဆင်နေတာမရှိမဖြစ်ဝတ်ဆင်ရတဲ့အဝတ်မဟုတ်ဒါလေးတွေပေါ်နေတာကိုကိုယ့်အတွက်အလှအတွက်သူတို့ဘဝမှာအဆင်ပြေပါစေဆိုပြီးတော့လျှော်ဖို့မိကျွေးတိုက်ကြာကြာနာနာလက်နှစ်ဖက်နဲ့ပေးလိုက်တယ်ဆိုရင်သူတို့ဘဝမှာသိအဆင်ပြေသွားတာပဲအဲ့ဒါဘာလဲဆိုတော့ဒုဗ္ဗေကေဒါနံဒေတိဒုဗ္ဗေကေရှားပါယာခာ၌ဒါနံဒေတိစွမ်းအားရှိသမျှပေးလူတယ်တဲ့ဒါကစတုထမြောက်သူတော်ကောင်းတွေလှုပ်လေလှုပ်ထရှိတဲ့ကာလဒါနပါတဲ့နောက်ပင်စမကုသိုလ်ကဘာလဲဆိုတော့ယာနိတာနိနဝတတနိနဝဖလာနိဒါနိပထမသီလဝန္တေသူပရိဋ္ဌာပေတိတဲ့နံပါတ်5ကုသိုလ်ကဘာလဲဆိုတော့ကို့မှာတောင်သူလယ်သမားဖြစ်လို့ရှိရင်လည်းပဲပေါ်ဦးပေါ်ရဖြစ်တဲ့ကောက်ပဲသီးနှံလေးတွေစပါးလေးတွေဒါလေးတွေကိုပထမဆုံးပေါ်တဲ့အချိန်မှာသီလသမာဓိပညာရှိတဲ့ပုဂ္ဂိုလ်တွေကိုတပည့်တက်နိုင်တပည့်တည်နိုင်တည်လှူဒန်းလိုက်တယ်ဒါဟာကာလဒါနသူတော်ကောင်းတွေလုပ်လေလို့တာရှိတဲ့ကာလဒါန5မျိုးတွေကပင်စမမြောက်ကုသိုလ်ပါတဲ့ဘာဖြစ်လို့လဲဆိုတော့ပေါ်ဦးပေါ်ပြားဆိုတာပုထုဇဉ်ဆိုတော့ငါကိုဘ ਹੁ ပြုတ်ထားတဲ့ပဝန်းကျင်မှာတတန်တရာလုံးကြီးပွားလာရတဲ့ပုံကိုယ်တွေပဲနေရာတကာမှာငါဖြစ်ခြင်းနဲ့ငါတော်ခြင်းနဲ့ငါစိတ်ချမ်းသာခြင်းနဲ့ငါနဲ့ပတ်သက်တဲ့ပုဂ္ဂိုလ်တခါတရံထည့်တွက်တဲ့ပုဂ္ဂိုလ်ကရှားပါပါလိမ့်ငါဒီလိုလုပ်လိုက်တဲ့အတွက် तू စိတ်ဆင်းရဲသွားမလားဒီလိုထည့်တွက်မိပြီဆိုရင်သူတော်ကောင်းဖြစ်ဖို့ရအတွက်ဒါခြေတလန်းလှမ်းပြီးသားဖြစ်သွားပါတယ်အများစုကတော့ငါစိတ်ချမ်းသာဖို့ငါလှုပ်ချင်တာလှုပ်မယ်ဒါမျိုးပုဂ္ဂိုလ်တွေရှိတယ်ခုလည်းပဲပုထုဇဉ်ဖြစ်နေတော့အသီးနှံလေးတွေပေါ်လာလို့ရှိရင်ဘာဖြစ်လဲ
ဥပြပြငါဘာရောင်းပြီးတော့ငါဘလို့ဝဲလိုက်မယ်ငါအိမ်ကိုဘလို့ဖြစ်လိုက်မယ်ဒီလိုပုဂ္ဂိုလ်တွေကများပါလိမ့်မယ်အဲ့တော့မြတ်စွာဘုရားယာနိတာနိနဝတ္တာနိနဝဖလာနိဒါနိပရမသီလဝန္တေသူပရိဋ္ဌာပေတိတဲ့ဘာလဲဆိုတော့ကို့မှာပေါ်ဥပေါ်ရဖြစ်တဲ့တင်မောတိလေးတွေတရက်ချမ်းကတရက်သီးလေးတွေဒါမျိုးပေါ့နော်နောက်ပြီးတော့ကုံရောင်းကုံဝယ်ရတယ်ဆိုရင်ပထမဆုံးဒီလာမှာဈေးစရောင်းတယ်ရလာတဲ့အမြက်ကလေးတော့ငါတလစာတော့တိမ့်ထားအောင်မယ်ဒါမျိုးလေးတွေပေါ့နောက်ပြီးတော့လာကစားလုပ်တယ်ပထမဆုံးရတဲ့လာကလေးတွေကိုယ့်ရဲ့ဝင်ငွေတွေကပထမဆုံးရတာလေးတွေကိုသုံးချင်ပေမဲ့စိတ်ထဲမှာချိုးချံချုပ်တီးပြီးတော့လှူဒန်းလိုက်တယ်ဒါမျိုးလေးတွေပေါ့ဒါတွေကဘာလဲဆိုတော့အင်မတန်မှမွန်မြတ်တဲ့ကာလဒါနပါတဲ့ကိုသုံးချင်ဆွဲချင်တဲ့ပထမဆုံးပေါ်ဥပေါ်ပြဖြစ်တာလေးတွေကိုအောင့်အီးပြီးတော့သီလသမารိပညာရှိတဲ့တနည်းအားဖြင့်သာသနာတော်မှာလောကမှာအကျိုးရှိမဲ့နေရာလေးတွေကိုလှူဒန်းလိုက်တယ်အဲ့ဒါပင်စမမြောက်သူတော်ကောင်းတွေလှုပ်လေလှူတာရှိတဲ့ကာလဒါနပါတဲ့ဒါဘုန်းကြီးတို့အင်ဂုတ်တုမှာမြတ်စွာဘုရားဟောတဲ့ကာလဒါန၅မျိုးပါအဲ့တော့ဒီထဲမှာရာဇဂိုမျိုးသူမျိုးသားတွေလုပ်နေတာစောစောကလို့ခီးကြွနေတယ်အာဂန္တုဆရာတော်တန်ဃာတော်ရှင်မြတ်တွေကိုလှူတယ်ဆိုတော့ဒါတွေကဘာလဲဆိုတော့ကာလဒါနသူတော်ကောင်းတွေလှုပ်လေလှူတာရှိတဲ့ကာလဒါနပါပဲဆိုဒါလေးကိုဘုန်းကြီးသိစေခြင်းလို့ပါအဲ့တော့တနေ့တော့ရှင်သာရိပုတ္တကိုတော်မြတ်ကြီးကအဲ့ဒီကုသိုလ်စုပေါင်းပြီးတော့ပြုကြတဲ့တရားပွဲမှာခုဘုန်းကြီးကကုသိုလ်လာပြုလို့တရားဟောတယ်လို့ပဲရှင်သာရိပုတ္တကိုတော်မြတ်ကြီးကလည်းပဲအဲ့ဒီခေတ်ကရာဇဂိုမျိုးသူမျိုးသားတွေကိုတရားတစ်ပုဒ်ဟောလိုက်ပါတယ်အနုမောဒနာတရားအဲ့ဒီအာဂန္တုဧည့်သည်တွေခီးသွားတန်ဃာတော်ရှင်မြတ်တွေကိုစုပေါင်းကပ်နေတဲ့တရားဓမ္မတွေကိုဘယ်လိုဟောလိုက်လဲဆိုတော့ကိုကြီးတာလူစီစိန်စုချွေးမှုမဲ့တတ်ပါသူသာလူစီချွေရန်ဝေးတနေချို့တဲ့ရှာကိုလည်းမလူသူမလူနှစ်စုမဲ့တတ်ပါကိုလူသူခိုင်းစီစိန်လိုက်တိုင်ဝိုင်းချွေရန်ကာဆိုပြီးတော့ဒီတရားလေးဟောလိုက်တယ်အတိတ်တွေကဘာလဲဆိုတော့ဘုန်းကြီးတို့လောကမှာလူဦးရေတွေခုဆိုလို့ရှိရင်တန်ပေါင်း6000ကျော်လောက်ရှိတယ်လို့သိရတယ်အဲ့တော့လူဦးရေတွေဘလောက်ပဲများပြားနေနေတတ္တဝါတွေဘလောက်ပဲများပြားနေနေတရိစ္ဆာန်တွေစတဲ့တတ္တဝါတွေပါထည့်ရင်ဘလောက်ပဲတက်ရှိတတ္တဝါတွေများပြားနေနေအုပ်စုဖွဲ့လိုက်ရင်ရှင်သာရိပုတ္တကိုတော်မြတ်ကြီးက၄မျိုး၄စားပဲရှိပါတယ်တဲ့၄မျိုး၄စားနံပါတ်1အုပ်စုကဘာလဲဆိုတော့စီးပွားဥစ္စာတွေတော့တိတ်ချမ်းသာပါရဲ့စားတော့နေရကျမ်းမာရေးလိုလေသေးမရှိပြည့်စုံပါရဲ့သို့တော့အချမ်းရံမဲ့လိုက်တာတဲ့သာသမီတွေမရှိဘူးတူတွေတူမတွေမရှိဘူးအထီးကျန်ဆန်လိုက်တာသူနမ်းမှာဘယ်သူမှမရှိဘူးသာသမီတွေရှိပေမဲ့ကိုနမ်းမှာမကတ်ကြဘူးအထီးကျန်ဘဝနဲ့နေရတယ်ဒါမျိုးကိုပြောတာပါသာသမီမရှိပေမဲ့တူတွေတူမတွေပဝန်းကျင်ရဲ့မေတ္တာကိုရနေတယ်ဆိုရင်ဒါအထီးကျန်ဆန်တယ်လို့ပြောလို့မရပါဘူးအဲ့တော့စီးပွားဥစ္စာတော့ချမ်းသာပါရဲ့တဲ့တချို့ပုဂ္ဂိုလ်တွေကတိတ်အထီးကျန်ဆန်ပြီးတော့နေရတယ်ဒီပုဂ္ဂိုလ်တွေဘာလုပ်ခဲ့လို့လဲဘာကံတွေပြုတ်ခဲ့လို့လဲဆိုရင်ကိုကြီးတာလူစည်းစိမ်စုတဲ့ကိုတိုင်းသာလှူပြီးတော့သူများကိုလှူဖို့ရန်မတိုက်တွန်းခဲ့တဲ့ပုဂ္ဂိုလ်တွေတဲ့အဲ့ဒီပုဂ္ဂိုလ်တွေကကိုတိုင်းလှူခဲ့တဲ့အတွက်ပစ္စည်းတော့ချမ်းသာပါရဲ့သူများကိုကုသိုလ်ပြုလုပ်ဖို့အတွက်မတိုက်တွန်းခဲ့တဲ့အတွက်အချမ်းရံတွေမဲ့ပြီးတော့မိကောင်းဆွေးကောင်းပဝန်းကျင်ကောင်းတွေရှားပါတတ်ပါတယ်လို့ရှင်သာရိပုတ္တကနံပါတ်1အုပ်စုကိုဟောလိုက်ပါတယ်နံပါတ်2အုပ်စုကဘာလဲဆိုတော့သူသာလူစီချွေရန်ဝေးတနေချို့တဲ့ရှာတဲ့အဲ့တော့တချို့အုပ်စုကြတော့အချမ်းရံနေတော့ပေါ်ပါရဲ့သာသမီတွေကလည်းပေါ်လိုက်တာမြည်တွေမြစ်တွေနဲ့ပဝန်းကျင်ကလည်းပဲလူချစ်လူခင်ပေါ်လိုက်တာသို့တော့စားစရာကတစ်နေ့လုံးမှတစ်နေ့စားရနေစရာကဘာလဲမိုးမလုံးလေးမလုံးကျဲမြင်လာမြင်ဝတ်စရာလည်းပဲတစုံစုပ်သွားလို့နောက်တစုံအလင်းမမီခြင်းဘူးအဲ့တော့ဘာလဲဆိုတော့အချမ်းရံနေသာသမီတွေတော့ပေါ်ပါရဲ့တဲ့သို့တော့စီးပွားဥစ္စာကတိတ်ကြက်တဲလုံးပါတယ်ဆိုဒီပုဂ္ဂိုလ်တွေကဘာလဲဆိုတော့သူများတိုက်တွန်းခဲ့တဲ့ပုဂ္ဂိုလ်တွေတဲ့လှူဖို့တန်းဖို့တိုက်တွန်းခဲ့တဲ့ကိုယ်တိုင်မလှူတဲ့ပုဂ္ဂိုလ်တွေတဲ့တခါတည်းဘုန်းကြီးတောင်စဉ်းစားမိတယ်ကိုမြန်ဒီထက်ပါသွားမလားလို့ဘုန်းကြီးဆိုတော့တရားဟောရတာပဲတရားဟောတော့သူများလှူဖို့တိုက်တွန်းရတယ်ဘာတွေလုပ်တဲ့လဲကိုယ်တိုင်မလုပ်ဘူးဆိုရင်ဒါမျိုးတော့ဖြစ်တတ်တယ်အထီးကျန်အချမ်းရံပြိတ္တတွေတော့ပေါ်ပါရဲ့တဲ့သူများတိုက်တွန်းခဲ့တဲ့ပုဂ္ဂိုလ်တွေကဘာဖြစ်လဲစီးပွားဥစ္စာဘုံကံကြတိတ်နဲလုံးပါတယ်တဲ့ဒါလေးတွေကဒုတိယအုပ်စုပါတဲ့နောက်ရှင်သာရိပုတ္တတတိယအုပ်စုကိုဘယ်လိုဟောလဲဆိုတော့ကိုလည်းမလူသူမလူနှစ်စုမဲ့တတ်ပါတဲ့ဘုန်းကြီးတို့ခရီးသွားတဲ့အခါကြည့်ပေါ့အထူးသဖြင့်အိန္ဒိယသွားရင်ပိုတွေ့မယ်ဘီဟာပြည်နယ်မှာတိတ်ဆင်းရဲတာပဲဘာဖြစ်လို့လဲလမ်းပေါ်မှာအိမ်နေကြတယ်တကူတော်တကားရတွေ့တဲ့နေရာအိတ်တွေ့တဲ့နေရာစကိုစုပတ်ဆက်နေနောက်ပြီးတော့အပူလိုင်းတွေအေးလိုင်းတွေကြာရင်တုံယုံသေးကုန်ကြတာပဲဘုန်းကြီးတို့မြန်မာပြည်ရှိတယ်အိန္ဒိယလောက်တော့မများဘူးအဲ့တော့ဒီလိုပုဂ္ဂိုလ်တွေကြတော့စီးပွားဥစ္စာလည်းပဲဘာမှမရှိ
ပတ်ဝန်းကျင်ချမ်းရံကျင်နာယူရမဲ့လူကလည်းဘယ်သူမှမရှိဒီလိုပုဂ္ဂိုလ်တွေကဘာဖြစ်ခဲ့တာလဲကိုယ်တိုင်လည်းပဲမလှူဒန်းခဲ့ဘူးတဲ့သူများကိုလည်းပဲလှူဖို့မတိုက်တွန်းခဲ့တဲ့ပုဂ္ဂိုလ်တွေပါတဲ့ဒါကတတိယအုပ်စုစတုတ္ထအုပ်စုကဘာလဲဆိုတော့ကိုလူသူခိုင်းစီစိန်လှိုင်းတိုင်ဝိုင်းချွေရန်ကားတဲ့စတုတ္ထအုပ်စုကြတော့ကိုယ်တိုင်လည်းပဲလှူတယ်သူများကိုလည်းပဲလှူဖို့တိုက်တွန်းတယ်ဒီလိုပုဂ္ဂိုလ်တွေကြတော့စီးပွားဥစ္စာလည်းချမ်းသာအချမ်းရံလည်းပဲပြည့်စုံတာပဲတဲ့အချမ်းရံပရိသတ်တွေကများယုံနေမကောက်သူတို့ရဲ့မေတ္တာကိုပါစုပြုံပြီးတော့ရကြတယ်ပစ္စည်းကလည်းပဲပေါ်လိုက်တာဒီပစ္စည်းမကုန်သေးဘူးဟိုပစ္စည်းကရောက်လာတယ်အချမ်းရံပရိသတ်တွေကလည်းပဲမေတ္တာတရားရှိကြတယ်ကြောက်လို့လာပြီးတော့စိတ်ကတ်တာမဟုတ်မေတ္တာတရားရှိလုံးလို့ကိုစိတ်ကတ်တာဆိုဒီပုဂ္ဂိုလ်ဟာပစ္စည်းဥစ္စာဘုံကံလည်းကြီးမားတဲ့တန်ဃာတော်ရှင်မြတ်ဖြစ်လို့ရှင်အချမ်းရံပရိသတ်တွေကလည်းပဲတကယ်မေတ္တာတရားစစ်မှန်တဲ့အချမ်းရံပရိသတ်တွေရှိနေဒီပုဂ္ဂိုလ်ကရှေ့တုန်းကကိုယ်တိုင်လည်းပဲလှူခဲ့လို့သူများကိုလည်းပဲခိုင်းခဲ့လို့တိုက်တွန်းခဲ့လို့ဆိုပြီးတော့ရှင်သာရိပုတ္တရာကဒီလိုအုပ်စု၄စုခွဲပြီးတော့တရားဟောလိုက်တယ်တရားဟောလိုက်တော့အဲ့ဒီထဲမှာတရားနာတဲ့ပရိသတ်တွေမှာတခါတယောက်သိပြီးတော့ဉာဏ်ပညာနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်ကတရားတော်တွေကအင်မတန်အံ့ဩစရာကောင်းတာပဲဘယ်သူမှပြုမိမိမှုကိုလောက်တာကိုဖြစ်တာပဲအဲ့တော့ငါဟာဒီအကျိုးနှစ်ပါးလုံးနဲ့ပြည့်စုံတဲ့ကုသိုလ်ကောင်းမှုကံကိုတော့ငါလုံးမပဲဆိုပြီးရှင်သာရိပုတ္တရာကိုမနက်ဖြန်အတွက်ဆုံးကပ်ပင့်တယ်ပင့်တော့ရှင်သာရိပုတ္တရာကိုတော်မြတ်ကဘလောက်တန်ခါပင့်ကျင်တာလဲဆိုတော့အရှင်ဘုရားတို့ကဘလောက်ရှိပါတယ်1000ရှိတယ်အဲ့တော့1000လုံးကြွပါဗျာဆိုပြီးမနက်ဖြန်အတွက်ပင့်တာသူ့မှာဘာမှမပြည့်စုံသေးဘူးအဲ့တော့သူကဘာလုပ်တယ်ဆိုတော့ရာဇယုံမျိုးတဲ့လှည့်ပြီးတော့အမိတို့မောင်တို့မနက်ဖြန်ငါဟာတန်ခါတော်1000ကိုဆုံးကပ်ပင့်ထားတယ်အဲ့တော့သင်တို့စွမ်းအားရှိသမျှလှူဒန်းကြပါသင်တို့10ပါးတက်နိုင်ရင်10ပါးစာ20တက်နိုင်ရင်20လှူဒန်းပေးကြပါဒါမျိုးလိုက်ပြီးတော့တိုက်တွန်းတယ်တိုက်တွန်းတော့တချို့ကလည်းပဲ10ပါးတချို့ကလည်းပဲပါ20ဖျားမှုရှိတဲ့တန်ရှင်သာရိပုတ္တရာရှင်မောဂလန်မှုရှိတဲ့တန်ဃာတော်ရှင်မြတ်တွေဒီလိုလှူဒန်းကြမှာဆိုတော့အားလုံးဖွဲ့ယူလိုက်တော့တန်ဃာတွေပြည့်သွားတယ်အဲ့တော့တနေရာမှာဆန်းတို့စီတို့ထောပတ်စီဦးပြားကြီးတို့ဒါတွေကိုတနေရာမှာစုပဲဆိုပြီးစုရဲ့ဖြစ်နေနေရာတတ်မှတ်ပေးလိုက်တယ်အဲ့ဒီနေရာမှာစုပေါင်းပြီးချက်ပြုတ်လှူဒန်းကြမယ်ပေါ့ဒီနေရာမှာဘုန်းကြီးတို့တတိထားတဲ့နာကဘာလဲဆိုတော့ဒီမေကွန်းလေးတစ်ခုဘုန်းကြီးကိုမေးဘူးတယ်ပေါ့ဓမ္မတယောက်ကဒါလေးကိုလည်းပဲအခွင့်တင်လို့ဘုန်းကြီးကိုတော့ကလည်းပဲဒီတိုင်းပြောခဲ့ဘူးလေဒီနေ့လည်းပဲထပ်ပြောဦးမယ်နိဗ္ဗာန်စောနဲ့အလှပွဲစားဒါလေးကိုတန်တရားဖြစ်နေတတ်တယ်အဲ့တော့နိဗ္ဗာန်စောနဲ့အလှပွဲစားဘလို့ကွဲပြားတယ်လဲဆိုတော့လုပ်ငန်းကတော့အတူတူပဲနိဗ္ဗာန်စောလုပ်တဲ့ပုဂ္ဂိုလ်ကလည်းပဲလှူပါတန်းမှာလှူမတန်းမှာတန်တရာမှာကိုယ့်အတွက်နိဗ္ဗာန်မရသေးရင်အင်မတန်မှချမ်းသာမှာနောက်ပြီးတော့မေတ္တာစေတနာနဲ့လူရင်နိဗ္ဗာန်ကြီးရောက်စေနိုင်တဲ့ဇာမျိုးတိုက်တွန်းတာပဲနောက်ပြီးတော့နိဗ္ဗာန်စောတိုက်တွန်းတယ်လို့အလှပွဲစားကလည်းပဲဟာဘယ်ကြောင့်လာခဲ့ပါဘလို့လှူလိုက်ပါဒီလိုပဲတိုက်တွန်းတာပဲသို့တော့လုပ်ငန်းကြည့်ရင်တော့ဒီပုဂ္ဂိုလ်ကလှပွဲစားလားဒီပုဂ္ဂိုလ်ကနိဗ္ဗာန်စောလားမသိနိုင်ပါဘူးအဲ့တော့နိဗ္ဗာန်ဆိုတာကိုယ်တိုင်ကုသိုလ်ရတယ်လို့အခြားသောပုဂ္ဂိုလ်တွေကိုလည်းပဲနိဗ္ဗာန်ကိုတွန်းပို့တဲ့ပုဂ္ဂိုလ်လို့ခေါ်ရပါတယ်အလှပွဲစားဆိုတာကတော့လောဘကြီးပြီးအကုသိုလ်များတဲ့ပုဂ္ဂိုလ်ကိုခေါ်ရပါတယ်အဲ့တော့ဘာကွာတယ်လဲဆိုတော့ဘုန်းကြီးတို့စိတ်သက်ကွာတယ်တဲ့ဘုန်းကြီးတို့စိတ်သက်ကြောင့်အလှပွဲစားစိတ်သက်ကြောင့်နိဗ္ဗာန်ဆိုတာကွဲပြားသွားပါတယ်လုပ်ငန်းကြည့်ရင်တော့အတူတူဒီလုပ်ငန်းလုပ်ကြတာပဲခွဲခြားလို့မရပါဘူးအဲ့တော့လှပွဲစားဘယ်လိုစိတ်သက်နဲ့လုပ်တယ်ကိုဘုန်းကြီးများများဘုန်းကြီးအောင်ကိုဘုန်းကြီးစီတရားဓမ္မတွေများများလာအောင်ကိုကြောင်းတိုက်ကိုလူတွေလာအောင်ဆွဲတရားဟောတဲ့ပုဂ္ဂိုလ်ရလိုခြင်းစိတ်ကိုဥတည်ပြီးတော့ပြောတဲ့ပုဂ္ဂိုလ်ဒါသည်အလှပွဲစားလို့ခေါ်ရပါတယ်ကုသိုလ်မရပါဘူးအကုသိုလ်ဖြစ်ပါတယ်နိဗ္ဗာန်ဆိုကြဘယ်လိုလဲဆိုတော့ကိုကြည်ညိုတယ်လို့သူတို့ကြည်ညိုတတ်အောင်ကိုလမ်းမှန်ပေါ်ရောက်တယ်လို့သူတို့လမ်းမှန်ပေါ်ရောက်အောင်ဆိုပြီးတော့စိတ်စေနာတန်တန်နဲ့သူတို့ကိုကုသိုလ်ရစေခြင်းလို့တကယ်ကိုပါရမီကုသိုလ်တွေနဲ့ဖြစ်ပြီးတော့စိတ်ထားတွေစင်ကြယ်စေခြင်းလို့တိုက်တွန်းတယ်ဆိုရင်ဒီပုဂ္ဂိုလ်ဟာနိဗ္ဗာန်စောလို့ခေါ်ရပါတယ်ကိုယ်တိုင်လည်းပဲကုသိုလ်ရတယ်လို့သူများကိုလည်းပဲနိဗ္ဗာန်ရောက်ကြောင်းလမ်းကောင်းကိုတင်ပေးတဲ့ပုဂ္ဂိုလ်လို့ဒီလိုခေါ်ရပါတယ်ဒါကြောင့်ဘုန်းကြီးတို့လုပ်ငန်းကြည့်ပြီးတော့ငါဟာလှပွဲစားလားငါဟာနိဗ္ဗာန်စောလားဆုံးဖြတ်လို့မရပါဘူးငါဒီဘယ်စိတ်စေတနာနဲ့လုပ်နေတာလဲကိုအတိဆုံးပါဒါကြောင့်ဒီမိကုံးကဘုန်းကြီးတို့ဖြေတာတယ်ကိုဖြေတာအကောင်းဆုံးဖြစ်ပါတယ်အဲ့ဒီလိုပဲဘုန်းကြီးအဲ့တုန်းကဖြေလိုက်တယ်ပေါ့ခုလည်းပဲဒီတကားဘုန်းကြီးတို့နိဗ္ဗာန်စောတကားအားလုံးလိုက်ပြီးတော့တိုက်တွန်းလိုက်တယ်အဲ့ဒီအချိန်မှာဘာဖြစ်တယ်လဲဆိုတော့ရာဇဂျူဝတထေးတယောက်ကသူ့စီလာပြီးတော့တန်ဖိုးတသိန်းထိုက်တန်တဲ့ဝတ်စုံတစ်စုံလာလူတယ်သင်္ကန်းတော့မချုပ်ရသေးဘူးသင်္ကန်းချုပ်ဖို့ဝတ်စုံသင်္ကန်းလျာဝတ်ပေါ့ကထိန်ခင်းမဲ့သင်္ကန်းကိုကထိန်လျာသင်္ကန်းလို့ခေါ်တယ်လို့ပဲဒါဟာသင်္ကန်းချုပ်မဲ့သင်္ကန်းပြုလုပ်ရမယ်ဝတ်စုံတန်ဖိုးအပြင်တသိန်းတန်တယ်ဆိုတော့စဉ်းစားကြည့်ပေါ့ရ
ယခုကမှငွေတွေဖောင်းပွားတာတောင်မှ2000တန်လောက်ဆိုရင်သင်္ကန်းသိပ်ကောင်းနေပြီအဲ့ဒီခေတ်ကငွေကြေးတန်ဖိုးရှိတဲ့ချိန်မှာတသိန်းတန်တဲ့သင်္ကန်းဆိုတော့နတ်သားရည်တွေနဲ့ထုံထားတယ်လို့ပြောတာပဲအင်မတန်မှုေးပြီးတော့ကောင်းစားဖို့အဲ့တော့ तू ကဘလို့ပြောပြီးတော့လှူတယ်လဲဆိုတော့နိဗ္ဗာန်ဆိုတကလက်ထဲကိုထည့်တယ်သင်တို့ရဲ့ဆွမ်းသင်မှာတဲ့တကယ်လို့များလိုအပ်ခဲ့လို့ရှိရင်ဒီသင်္ကန်းဝတ်စုံကိုရောင်းပြီးတော့ဆွမ်းလို့ရင်ဆွမ်းဟင်းလို့ရင်ဟင်းစီမံပါတဲ့တကယ်လို့သင်တို့ရဲ့ဒါနဝတ်မှာမလိုအပ်ပါဘူးဆိုလို့ရှိရင်တော့ဒီသင်္ကန်းပိုနေလို့ရှိရင်သင်တို့ကြည်ညိုတဲ့တန်ဃာတော်ရှင်မြတ်ကိုပင့်ပြီးတော့လှူဒန်းလိုက်ပါလို့ဒီလိုပဲပြောပြီးတော့လှူသွားတယ်သူကတော့အာလယပြက်ကိုလှူသွားတာဘယ်ဆရာတော်ကိုလှူပါသူညွှန်ကြားမသွားဘူးအာလယပြက်စေနာသုံးတန်ပြက်သားပြီးတော့လှူဒန်းသွားတယ်ပေါ့လှူဒန်းသွားတော့ကျောင်းအားလျော်ဆိုတာဒီဒါနဝတ်မှာအာလုံးပြည့်စုံသွားတယ်ဘာမှလိုတာမရှိတော့နိဗ္ဗာန်ဆိုတကားကအာလုံးအလူရှင်တွေကိုစီဝေးပြီးတော့ပြောတယ်ဒီလိုပဲဒီလိုပြောပြီးတော့ဒီဝတ်စုံကိုလှူသွားတယ်ခုသင်္ကန်းကပိုနေပြီအဲ့တော့သင်တို့ဘယ်သူကိုလှူခြင်းပါတယ်သင်တို့လှူခြင်းတဲ့တန်ဃာတော်ရှင်မြတ်ကိုပြောကြပါဆိုတော့ဘုန်းကြီးတို့ဒီမိုကရေစီသဘောအရလွတ်လပ်ခွင့်အများဆန္ဒအရပေးလူမယ်ဆိုတဲ့စိတ်နဲ့ပြောလိုက်တော့တချို့ကရှင်သာရိပုတ္တရာကိုလှူသင့်ပါတယ်လို့အဆိုတင်သွင်းကြတယ်ရှင်သာရိပုတ္တရာကိုလှူခြင်းတဲ့ပုဂ္ဂိုလ်တွေကတော့သီလသမာဓိပညာပရိယပฏิပတ်တကယ်သာသနာလုပ်ကိုလုပ်ပြီးတော့သာသနာအတွက်အင်မတန်မှအကျိုးများလို့ကိုယ့်အတွက်အကျိုးများလို့တဲ့တန်ဃာတော်သာသနာတော်ကြီးအကျိုးများဖို့ရှင်သာရိပုတ္တရာသာသနာကြီးပွားဖို့မြတ်စွာဘုရားပြီးလို့ရှိရင်ရှင်သာရိပုတ္တရာရှေ့ရနေမာမမရက်တည်ပြီးတော့ဆောင်ရွက်ခဲ့ပါတယ်အဲ့တော့သာသနာတော်ကြီးကြီးပွားဖို့တရားဓမ္မတွေလမ်းမှန်ရောက်ဖို့ရှင်သာရိပုတ္တရာသာသနာအလုံးငန်းစစ်တွေလုပ်နေတဲ့အတွက်သီလသမာဓိပညာကြီးညိုတဲ့ပုဂ္ဂိုလ်ကရှင်သာရိပုတ္တရာကိုလှူသင့်ပါတယ်လို့အဆိုတင်သွင်းကြတယ်အဲ့တော့နောက်တစ်ခွက်ကထပြီးတော့အဆိုတင်သွင်းတယ်ရှင်သာရိပုတ္တရာဆိုကိုပယ်ချတယ်ရှင်သာရိပုတ္တရာကိုမလှူသင့်ပါဘူးတဲ့သူတို့ကဘယ်လိုအကြောင်းပြလဲဆိုတော့ရှင်သာရိပုတ္တရာတဲ့ကောက်စပါးပေါ်တဲ့အခါမှာလာပြီးတော့ပြန်သွားလိမ့်ရှိပါတယ်လို့ဒါမျိုးအကြောင်းပြလိုက်တယ်ဆိုလိုတာကဘာလဲဆိုတော့ဘုန်းကြီးတို့အလှူဒန်းလေးရှိရင်ကြွလာတယ်လှူခံပြီးပြန်သွားတယ်နောက်ဟိုမျိုးကပင်တယ်ဟိုမျိုးကြွတယ်လှူခံပြီးတရားဟောပြီးပြန်သွားတယ်ကျောင်းမှာစာချနေတယ်ဒါမျိုးပေါ့နော်သူတို့ဘောမှာတိတ်ပြီးတော့ဂယုမဆိုင်ဘူးလို့ဒီလိုပြောခြင်းတဲ့သဘောအဲ့တော့ရှင်သာရိပုတ္တရာကောက်စပါးပေါ်တဲ့အခါလာပြီးတော့ပြန်လေးရှိပါတယ်ဒါကြောင့်မလှူသင့်ပါဘူးတဲ့ဘယ်သူကိုလှူသင့်တယ်လဲဆိုရင်အရှင်ဒေဝဒတ်ကိုလှူသင့်ပါတယ်အရှင်ဒေဝဒတ်ဟာဘာနဲ့တူတယ်လဲဆိုတော့ကျွန်ုပ်တို့အတွက်ရေတေအိုးကြီးရေအိုးစရိနဲ့တူပါတယ်တဲ့အဲ့တော့ရေတေအိုးရေအိုးစရိဆိုတာကျွန်ုပ်တို့နန်းမှာအမြဲတည်ရှိနေတယ်လို့ဘယ်မှမရွှေ့တယ်လို့ပဲအရှင်ဒေဝဒတ်ဟာကျွန်ုပ်တို့အတွက်မင်္ဂလာအခါတွေမှာလည်းပဲတကယ်ကိုမိတ်ကောင်းဆွေကောင်းဖြစ်နေကျွန်ုပ်တို့ပဲယက်တည်ပေးပါတယ်အမင်္ဂလာကာမှာလည်းပဲကျွန်ုပ်တို့ပဲယက်တည်ပေးပါတယ်တရားတော်တွေမကဘူးသူကလာပြီးတော့တခုခုဖြစ်တယ်ဆိုရင်တကယ်မိသားစုရင်းချလို့ပြောဟောပြီးတော့အိမ်သူအိမ်သားတွေဝမ်းနေရင်သူကလည်းပဲဝမ်းနေပလက်ဖြစ်အိမ်သူအိမ်သားတွေပျော်ရွှင်ရင်သူကလည်းပဲတကယ်ကိုပျော်ရွှင်တဲ့ပုံစံနဲ့ဒါမျိုးကိုသူဆိုလိုတာပါအဲ့တော့ကောင်းတဲ့တဲ့ရင်ရှိလို့ရှိရင်လည်းပဲဝမ်းသာတယ်မင်္ဂလာဆောင်လို့ရှိရင်လည်းပဲဘာကူညီလို့လဲဒါမျိုးပေါ့နော်ယဟန်နေနဲ့မဆိုင်ဘူးသို့တော့သူဟာတဲ့ကျွန်ုပ်တို့အတွက်ရှင်ဒေဝဒတ်ဟာတကယ်ရေအိုးစရိရေတေအိုးကြီးနဲ့တူပြီးတော့ကျွန်ုပ်တို့ဘက်မှာမင်္ဂလာအမင်္ဂလာတွေမှာအမြဲတမ်းရက်တည်တဲ့မိတ်ကောင်းဆွေကောင်းဖြစ်ပါတယ်။ရာဇကြိုမြို့မှာသတင်းသုံးပြီးတော့ကျွန်ုပ်တို့ဘက်ကအမြဲတမ်းအကူအညီတွေပေးခဲ့ပါတယ်။ဒါကြောင့်ရှင်သာရိပုတ္တရာမလှူသင့်ပါဘူး။ရှင်ဒေဝဒတ်ကိုလှူသင့်ပါတယ်ဆိုပြီးအဆိုတင်သွင်းကြတယ်။အဆိုတင်သွင်းတော့နောက်ဘုန်းကြီးတို့လူဆိုတာကဘာသာရေးသိဉာဏ်နဲ့ဆက်လို့ရှိရင်ဘုန်းကြီးတို့စဉ်းစားကြည့်နော်။အသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ကများသလားအသိဉာဏ်နည်းတဲ့ပုဂ္ဂိုလ်ကများသလားဆိုတော့ကိုယ့်အကူဘုန်းကြီးတို့အကဲခတ်ကြည့်လိုက်ဘုန်းကြီးဖြေစရာမလိုပါဘူးတခါတည်းမှာလောကီပညာမှာပါမောက္ခကြီးတွေဖြစ်ပေမဲ့ဘာသာရေးနဲ့ဆက်လိုက်အင်မတန်မှအသိဉာဏ်အားနည်းတာတွေဘုန်းကြီးတို့တွေ့ရပါတယ်ခုလည်းပဲဒီတိုင်းနဲ့လူတွေကအသိဉာဏ်နည်းတဲ့ပုဂ္ဂိုလ်ကများတော့အရှင်ဒေဝဒတ်အဆိုပြုတဲ့ဘက်ကများတော့ရှင်ဒေဝဒတ်ကြီးညိုတဲ့အုပ်စုကသိများသွားတယ်အားကောင်းသွားတယ်အဲ့တော့နိဗ္ဗာန်ဆိုတကားလည်းပဲသူကဘာမှမတတ်နိုင်တော့ဘူးများရပဲလိုက်မယ်ဆိုပြီးရှင်ဒေဝဒတ်ကိုအဲ့ဒီသင်္ကန်းသွားပြီးတော့ပင့်ပြီးတော့လှူလိုက်ပါတယ်အဲ့တော့ရှင်ဒေဝဒတ်ကသင်္ကန်းရသွားတော့ဖြတ်တယ်တောက်တယ်နောက်ပြီးတော့ချုပ်တယ်ဆေးဆိုးတယ်ဆေးဆိုးပြီးတော့ဒီအဝကလေးဝိုးပြီးတော့သင်္ကန်းလေးကတိတ်နူးညံ့ပြီးတော့မှုေးနေတာဆိုတော့ဟိုနေရာသွားလိုက်ဒီနေရာသွားလိုက်ကိုမင်္ဂလာဆောင်သွားလိုက်ဒီအလူသွားလိုက်ဒီမှာလာပြီးတော့အားပေးလိုက်နေသူ့မှာမြို့ထဲရွာထဲကိုပြာရခတ်နေဟိုသွားလိုက်ဒီသွားလိုက်ကြောင်းကိုမနေရအောင်အဲ့တော့သူတော်ကောင်းစိတ်ရှိတဲ့ပုဂ္ဂိုလ်တွေကဘာဖြစ်လဲသိပြီးတော့အမြင်မကြည့်ရဩဒီသင်္ကန်းဟာတကယ်တော့ရှင်သာရိပုတ္တရာနဲ့ထိုက်တန်တယ်ရှင်ဒေဝဒတ်နဲ့လုံးဝမထိုက်တန်ဘူးခုတော့ရှင်ဒေဝဒတ်ကဒါလေးဝေပြီးတော့သွားလာလှဲ့လေနေတယ်လို့သူတော်ကောင်းဖြစ်တဲ့ပုဂ္ဂိုလ်တွေကစိတ်မကောင်းဖြစ်ပြီးပြောကြတယ်ပြောတော့အဲ့ဒီမြို့မှာယဟန်တစ်ပါးလည်းပဲရောက်ခိုက်ဒီသတင်းတွေအကုန်သိပြီးတော့
မြတ်စွာဘုရားတရင်သုံးတဲ့တာဝတိပြည်စေတဝန်ကျောင်းကိုကြွတယ်သွားပြီးတော့မြတ်စွာဘုရားဖူးတယ်ပြောကြပါစို့မြတ်စွာဘုရားဖူးတော့မြတ်စွာဘုရားကကျမ်းမာရဲ့လားအလုံးစင်ပြေရဲ့လားစသည်ဖြင့်ပဋိသန္ဓာရစကားလေးတွေမိန့်ကြားတော်မူတယ်မိန့်ကြားပြီးတဲ့အခါမှာဗာလဲဆိုတော့သူ့ရဲ့အခတဝကကြီးနှစ်ပါးတာရိပုတ္တနဲ့မောက္ကလန်ရောချမ်းချမ်းသာသာတရင်သုံးကြရဲ့လားဘလို့ချင်းနေရှိပါလဲလို့မြတ်စွာဘုရားကမေးတော်မူလိုက်တယ်မေးတော်မူတော့ရှင်ဟန်းလေးကသူကြားတဲ့အကြောင်းလျှောက်တော်တာပေါ့ဒီလိုပါပဲဗျာရာဇဂိုမြို့မှာဒီလိုဆွန်ကပ်ပွဲရှိတယ်သင်္ကန်းတစုံပိုးတယ်ဒါကိုနောက်ဆုံးပိုးတဲ့အတွက်ရှင်သာရိပုတ္တနဲ့ရှင်ဒေဝဒတ်ဘယ်သူလူမလဲလို့စသည်ဖြင့်ဒါမျိုးတွေဖြစ်တဲ့အခါမှာရှင်ဒေဝဒတ်ကိုလူတယ်အဲ့တော့သူတော်ကောင်းစိတ်တဲ့ရှိတဲ့ဓက္ခံရှိတဲ့ပုဂ္ဂိုလ်တွေကဒီလိုပြောကြပါတယ်လို့အကျိုးအကြောင်းမြတ်စွာဘုရားကိုလျှောက်တော့မြတ်စွာဘုရားကဗာမိတ်မလဲဆိုတော့ယဟန်နဲ့ဒေဝဒတ်ဟာခုမှသာကိုနဲ့မတန်တဲ့သင်္ကန်းကိုဝတ်တာမဟုတ်ပါဘူးတဲ့ရှင်းတော့ကလည်းပဲကိုနဲ့မတန်တဲ့သင်္ကန်းကိုဝတ်ခဲ့ဘူးတာပဲလို့မိန့်ကြားတော်မူပြီးတော့အတိတ်ကြောင်းကိုဆောင်ပြီးတရားဟောခဲ့ပါတယ်အကျဉ်းချုပ်ကဘာလဲဆိုတော့ရှင်ဒေဝဒတ်ဘုန်းကြီးတို့ဟိုးရှင်းတော့ကဗာရာဏသီမြို့မှာဆင်သက်သမားဖြစ်ခဲ့တယ်ဆင်သက်သမားဖြစ်တော့တောထဲမှာလည်းပဲဆင်မောင်းညောင်များစွာထောင်ပေါင်းများစွာနေကြတယ်အဲ့ဒီတောထဲမှာလည်းပဲပိစိကဗုဒ္ဓယန္တာရှင်မြတ်တွေနေတော့ဆင်သက်သမားကဘာသွားတွေ့ရလဲဆိုတော့ဆင်းနေဟာတောထဲမှာဝင်နေထွက်တဲ့အခါမှာသွားလာတဲ့အခါမှာယဟန္တာပိစိကဗုဒ္ဓရှင်မြတ်တွေကိုမြင်သိယိုသေးတော့ဒူးထောင်ပြီးတော့ယိုသေးပေးပြီးမှဆင်းနေဟာသူတို့စာချထွက်ကြတယ်ဒါကိုဆင်သက်သမားမြင်တော့ငါနီးလန်းတော့ရပြီငါမှတော့ပင်ပင်မမဆင်းနေတက်ပြီးတက်မွေးရတယ်အဲ့တော့ငါတခုခုလုံးမပဲဆိုပြီးတော့ပိစိကဗုဒ္ဓတပါးရေချိုးနေတဲ့အချိန်မှာသင်္ကန်းတစ်ထည်သူကခိုးယူလိုက်တယ်ခိုးယူပြီးတော့ဆင်းနေသွားရလမ်းမှာသူကဒီသင်္ကန်းကြီးချုံပြီးတော့အတွင်းထဲကလှန်တစ်ခုထည့်ပြီးတော့ထိုင်နေတယ်အဲ့တော့ဆင်းနေရလည်းပဲရှင်ဒေဝဒတ်နံဖြတ်သွားတဲ့ကယဟန္တာရှင်မြတ်ကြီးပဲလို့ထင်ပြီးတော့ဒူးထောက်ပြီးယူသေးပေးကြတယ်အဲ့တော့ဆင်းနေသွားလို့ကုန်းပြီးနောက်ဆုံးဆင်းရောက်ပြီဆိုရင်ရှင်ဒေဝဒတ်ကသင်္ကန်းလေးသာရုပ်တက်ပြီးတော့လှန်နဲ့ပြစ်ပြီးတော့ဆင်းကိုတတ်ပလိုက်တယ်တက်ပြီးတော့အဆွဲတွေယူတယ်ရောင်းတယ်အသားတွေရောင်းတယ်ကျန်တဲ့အယိုးတွေပါတွေမြုပ်ပြီးတော့ထားခဲ့တယ်နောက်တစ်ခါရိတ်ခါပြက်ပြီးဆိုရင်ဒီတိုင်းလို့တော့နှစ်ပေါင်းများစွာကြာလာတာပေါ့ကြာလာတဲ့အခါမှာဘုရားလောင်းကလည်းပဲအဲ့ဒီဆင်မျိုးမှာဖြစ်ပြီးတော့ဆင်ကောင်းဆောင်ဖြစ်တော့တနေ့တခြားသူ့ရဲ့ဆွေမျိုးတွေနော်တဖြည်းဖြည်းနေပါသွားတာကိုတတိထားပြီးတော့စုံစမ်းကြည့်တဲ့အခါမှာအဲ့ဒီရှင်သက်သမားရှင်ဒေဝဒတ်လောင်းကိုတန်တရားဖြစ်လာတယ်ဖြစ်လာတော့ငါစုံစမ်းမှသိမယ်ဆိုပြီးတော့တနေ့တော့နောက်ဆုံးကနေပြီးတော့လိုက်လာတော့အဲ့ဒီရှင်ဒေဝဒတ်လောင်းဖြစ်တဲ့ရှင်သက်သမားသင်္ကန်းကြီးခြုံပြီးတော့ထိုင်နေတယ်ရှင်တွေကလည်းပဲအယိုသေးပေးပြီးတော့စာချထွက်ကြတယ်ဘုရားလောင်းကနောက်ဆုံးကနေလိုက်လာတော့အဲ့ဒီရှင်ဒေဝဒတ်လောင်းကလည်းပဲဘုရားလောင်းနောက်ဆုံးကနေတကောင်နဲ့လာတာလည်းမြင်ရောသင်္ကန်းကိုဇကနေရုပ်တက်ပြီးလှန်နဲ့ပြစ်လိုက်တာဘုရားလောင်းကလည်းပဲတတိတရားနဲ့လာတာဆိုတော့နောက်ဆုတ်ပေးလိုက်တော့အဲ့ဒီမှာဘာဖြစ်သွားတယ်လဲလှန်ချက်ကလွဲသွားရောလွဲသွားတော့ငါဆွေမျိုးတွေကိုဒီလောက်တတ်တဲ့ပုဂ္ဂိုလ်ဆိုပြီးတော့ဘုရားလောင်းကသူ့ကိုနာမောင်းနဲ့ရစ်ပတ်ပြီးတော့ရိုက်တတ်မယ်ဆိုပြီးတော့ပြေးလာတဲ့အခါမှာရှင်ဒေဝဒတ်လောင်းဖြစ်တဲ့ရှင်သက်သမားကတစ်ပင်လေးကွဲပြီးတော့နောက်ဆုံးသင်္ကန်းလေးထုတ်ပြလိုက်တော့ဘုရားလောင်းရှင်မင်းကသူ့ကိုအသက်ချမ်းသာပေးလိုက်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ဘုရားဖြစ်စီကသူတော်ကောင်းတွေဒီသင်္ကန်းနဲ့ဝတ်ပြီးတော့နိဗ္ဗာန်ကိုကြွတော်မူကြတယ်ငါကသင်္ကန်းဝတ်ထားတဲ့ပုဂ္ဂိုလ်ကိုသွားပြီးတော့ပြစ်မှားတတ်လိုက်လို့ရှိရင်ဒီသင်္ကန်းကိုဝတ်ပြီးတော့နိဗ္ဗာန်ကိုကြွကြတဲ့ဘုရားယဟန္တာပိစိကဗုဒ္ဓတွေအရှင်မြတ်တွေရဲ့ရှေ့မှာငါဟာအဆက်ကွဲတယ်လို့ဖြစ်မယ်အရိယာသူတော်ကောင်းတွေကသင်္ကန်းကိုဝတ်ပြီးတော့နိဗ္ဗာန်သွားကြတယ်ငါကသင်္ကန်းဝတ်တဲ့ပုဂ္ဂိုလ်ကိုတတ်တယ်ဆိုရင်ငါအဆက်ကွဲရကြီးရဲ့ဆိုပြီးတော့မတတ်ဘဲနဲ့အဲ့ဒီရှင်သက်သမားကိုတရားဟောပြီးတော့အသက်ချမ်းသာရာပေးလိုက်ပါတယ်အဲ့ဒီတရားကိုမြတ်စွာဘုရားကပြန်လည်ပြီးတော့ဒီယဟန်လေးကိုဟောလိုက်တယ်ဟောတာစောစောဘုန်းကြီးပြောခဲ့တဲ့တရားပါပဲအနိကတဝောကတဝံယောဝထံပရိဒဟိတတိအပေတောဓမ္မသစ္စေနာနာတောကတဝမရဟတိယောဇဝန္တကတဝတာတိလေတုသမာဟိတောဥပေတောဓမ္မသစ္စေနာတဝေကတဝမရဟတိယောဇခြင်းပုဂ္ဂိုလ်ဒီကဝန္တကတဝမလေးတံခြင်းထွေဟံပြီးသောကိလေသာဖန်ရည်ရှိသည့်အတ္တဖြစ်ရာ၏သီလေတုဇာတုပါရိတောရိသီလာတို့နဲ့သူသမာဟိတောကောင်းစွာထားသောစိတ်ရှိသောဓမ္မသစ္စေနာဣန္ဒြေကိုဆုံးမခြင်းဝေစီသစ္စာတရားနှင့်ဥပေတောပြည့်စုံသောတာသောထိုပုဂ္ဂိုလ်သည်ဝေစင်စေကာတဝံဖန်ရင်တက်ဆွမ်းဝတ်သင်္ကန်းကိုပရိဒေတောဝယုံသွန်ဆွဲခြင်းငါရတိထိုက်ပါပေ၏ဣတိလိုဘဂဝါသုံးလောကဒုဒ္ဒရှင်တော်မြတ်ဗျာတိအဝေါဇာကရုဏာရှိသောပညာအားဖြင့်ဟောကြားတော်မူခဲ့ပါပေတည်းအဲ့တော့မြတ်စွာဘုရားကအဲ့ဒီယဟန်လေးကိုဆင်သက်သမားကိုဆင်မင်းဟောခဲ့တဲ့တရားကိုမြတ်စွာဘုရားကပြန်လည်ပြီးတော့ဟောကြားပေးလိုက်ပါတယ်ဆ
အဲ့တော့ဒီယဟန်တော်လေးလည်းပဲဘုန်းကြီးတို့တရားနာဆုံးတဲ့အခါမှာသောတာပန်ဖြစ်သွားပါတယ်အတိတ်တွေကဘာလဲဆိုတော့ယောဇဝန္တကတဝတ္တတဝေကာတဝမရဟတိတဲ့ဒါကတစ်ပိုက်ဘာပြောတာလဲဆိုတော့သင်္ကန်းနဲ့ထိုက်တန်တဲ့ပုဂ္ဂိုလ်ဆိုတာတဲ့ကိလေသာဖန်ရည်တွေကင်းနေတဲ့ပုဂ္ဂိုလ်ကိလေသာတန့်ရှင်းပြီးတော့ယဟန္တာဖြစ်နေတဲ့ပုဂ္ဂိုလ်နောက်ဆုံးအချိုးဝကိလေသာတွေကင်းနေတဲ့သောတာပန်ဖြစ်တဲ့ပုဂ္ဂိုလ်မှာသင်္ကန်းနဲ့ထိုက်တန်ပါတယ်တဲ့ဒါပထမပိုက်ဒုတိယပိုက်ကဘာလဲဆိုတော့သေလေတုတုသမာဟိတောတဝေကာတဝမရဟတိတဲ့အဲ့တော့ယဟန်နေဆိုလို့ရှိရင်လည်းပဲကိုယ့်ရဲ့သီလ၄ပါးသတ္တုပါရိသုတ်တိသီလနဲ့ပြည့်စုံပြီးတော့သီလကိုစွမ်းအားရှိတဲ့မြတ်တန်ရှင်းစင်ကြယ်အောင်ထိန်းနေတဲ့ယဟန်တော်တွေဒီပုဂ္ဂိုလ်တွေဒါလျင်သင်္ကန်းနဲ့ထိုက်တန်ပါတယ်တဲ့ဒါဒုတိယအချက်တတိယအချက်ကဘာလဲဆိုတော့ဥပေတောဓမ္မသစ္စေနတဝေကာတဝမရဟတိတဲ့အိန္ဒြေကိုဆုံးမပြီးယဉ်ကျေးသိမ်မွေ့ပြီးတော့ဝစီသစ္စာတရားနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်သာသင်္ကန်းနဲ့ထိုက်တန်ပါတယ်ဆိုပြီးဒီအချက်၃ချက်ကိုမြတ်စွာဘုရားကဟောကြတယ်အဲ့တော့နံပါတ်၁ကဘာလဲဆိုတော့ကိလေသာတွေကင်းနေတဲ့ပုဂ္ဂိုလ်မှသင်္ကန်းနဲ့ထိုက်တန်တယ်ဒီလိုဟောလိုက်တယ်ဒါကိုဘုန်းကြီးတို့ဥက္ကဋ္ဌနေဒေတာနီအမြင့်ဆုံးအပြင်ဟောတယ်လို့ဒီလိုပဲယူဆရပါတယ်ဘာဖြစ်လို့လဲဆိုတော့ဘုန်းကြီးတို့မြတ်စွာဘုရားလက်ထက်ကလည်းကိလေသာမကင်းသေးတဲ့ပုထုဇဉ်ပုဂ္ဂိုလ်တွေသင်္ကန်းဝတ်နေကြတာအများကြီးပါအဲ့တော့ဒီဒေသနာကိုတိုက်ရိုက်ကြီးမုတ်ချယူမယ်ဆိုရင်ကိလေသာကင်းမှသင်္ကန်းနဲ့ထိုက်တန်တယ်လို့ယဟန္တာဖြစ်မှထိုက်တန်တယ်ဆိုတဲ့အဓိပ္ပာယ်ရောက်သွားပါတယ်အမှန်ကတော့မဟုတ်ပါဘူးဒါဘုန်းကြီးတို့ဥက္ကဋ္ဌနေဒေတာအမြင့်ဆုံးနည်းနဲ့ဟောလိုက်တာလို့ယူဆရပါတယ်အဲ့တော့ကိလေသာမကင်းသေးပေမဲ့သောတာပန်ဖြစ်ရင်ချိုးဝကိလေသာကင်းတယ်ဒါမှသင်္ကန်းနဲ့ထိုက်တန်တယ်နောက်ဆုံးဘုန်းကြီးတို့ပြန်ပြောလို့ရှိရင်ဘာလဲဆိုတော့ဥက္ကဋ္ဌနေဒေတာနည်းနဲ့ပြောလို့ရှိရင်ကိလေသာမကင်းသေးပေမဲ့ကိလေသာကင်းအောင်ကျင့်နေတဲ့ပုဂ္ဂိုလ်မှာသင်္ကန်းနဲ့ထိုက်တန်တယ်လို့ဒီလိုယူလို့လည်းပဲရနိုင်ပါတယ်ဒါတွေဟာဘုန်းကြီးတို့နေဥပ္ပစာတွေနဲ့ပြောရတာပါအဲ့တော့ကိလေသာကင်းဖို့ကျင့်နေမှဒီသင်္ကန်းနဲ့ထိုက်တန်တယ်ကြောင်းပြန်လိုက်ကိလေသာတွေကင်းအောင်မကျင့်ဘူးကိလေသာတွေတိုးအောင်ကျင့်နေပါတယ်ဆိုရင်သင်္ကန်းနဲ့မထိုက်တန်ဘူးလို့ဒီလိုပဲမြတ်စွာဘုရားဆိုလိုရာရောက်ပါတယ်အဲ့တော့ဒီမှာနော်မြတ်စွာဘုရားဟောတာတွေသေချာစစ်စစ်ကြည့်မြတ်စွာဘုရားကရှင်ဒေဝဒတ်ဘက်ကမရက်တည်ပါဘူးရှင်ဒေဝဒတ်ကိုကြည်ညိုနေတဲ့တရားဓမ္မအများစုဘက်ကမြတ်စွာဘုရားရက်တည်ပြီးတော့မဟောပါဘူးရှင်သာရိပုတ္တဘက်ကမှန်တဲ့ဘက်ကပဲရက်တည်ပြီးတော့ဟောခဲ့ပါတယ်ရှင်ဒေဝဒတ်ကြည်ညိုတဲ့တရားဓမ္မတွေသိအားကောင်းတာပဲရာဇဂုံမြို့သွားလို့ရှိရင်ငါအမှန်တိုင်းဟောလို့ရှိရင်ငါဆုံးမလောင်းမဲနေမယ်ငါဆုံးမကပ်ပဲနေလိမ့်မယ်ငါကြည်ညိုတဲ့လူမရှိပဲနေလိမ့်မယ်မြတ်စွာဘုရားဒီလိုမတွေးပါဘူးသူတော်ကောင်းတွေဆိုတာသာသနာပြုစိတ်တဲ့ဆိုတာမှန်တဲ့ဘက်ကရက်တည်ပါတယ်သူကသူလူချင်းလူမလူချင်းနေလောင်းရင်လောင်းမလောင်းခြင်းနေတတ်နိုင်တယ်များငါမှန်တဲ့ဘက်ကရက်တည်မယ်မှန်တဲ့ဘက်အမှန်တရားထွန်းကားမှသာသနာဟာသာသနာနဲ့တွေ့ရကြိုနဲ့ပါလိမ့်မယ်ဒါကြောင့်မြတ်စွာဘုရားကအမှန်တရားဘက်ကရက်တည်ပြီးတော့ကိလေသာကင်းအောင်ကျင့်နေမှာသင်္ကန်းနဲ့ထိုက်တယ်အရှင်ဒီဝဒတ်လုပ်ပုံတွေကြည့်လိုက်ရင်ကိလေသာကင်းအောင်ကျင့်နေတာမတွေ့ရပါဘူးဟိုတက္ကဒကမနဲ့ခင်အောင်ပေါင်းဟိုတက္ကဒကမစီယာလူကံဟိုတက္ကဒကမနဲ့လှူခြင်းအောင်ပြောနေဒါမျိုးတွေနဲ့အချိန်ကုန်နေတော့ကိလေသာတိုးတာပေါ့အဲ့တော့မြတ်စွာဘုရားကမရက်တည်ပါဘူးကိလေသာကင်းအောင်ကျင့်နေမှကိလေသာကင်းဖို့အတွက်ကျင့်နေမှသင်္ကန်းနဲ့ထိုက်တန်ပါတယ်လို့ဒီလိုပဲဟောခဲ့တယ်ဒါနံပါတ်1အချက်အဲ့တော့ဘုန်းကြီးတို့ဒါဘုန်းကြီးကြဲ့ချဲ့ပြောစရာတောင်းမလိုပါဘူးအရင်လဲဟောနေကြတယ်ပဲအဲ့တော့ဘာလဲဆိုတော့တန်ဃာတော်ရှင်မြတ်တွေပရိယတ်တိပฏิပတ်တိစာသင်စာချတရားဟောတရားပြတရားကျင့်မေတ္တာပွားတရားရှုမှတ်လုပ်နေကြတယ်အဲ့တော့ကိလေသာကင်းအောင်ကျင့်နေမှသင်္ကန်းနဲ့ထိုက်တန်ပါတယ်တဲ့အဲ့တော့စာသင်စာချလုပ်တဲ့တန်ဃာတော်ရှင်မြတ်တရားလေးပဲသာသနာတော်ကြီးရှေးသေးဖို့ဒါမျိုးစိတ်တက်နဲ့ကျင့်နေရပါတယ်နောက်ပြီးတော့စာသင်စာချလုပ်နေတဲ့အချိန်မှာမြတ်စွာဘုရားစတဲ့သူတော်ကောင်းတွေနဲ့တွေ့ထိခွင့်ရတဲ့အချိန်ကိလေသာတွေကင်းနေဖို့သာသနာတော်ကြီးရှေးသွားလို့ရှိရင်သာသနာနဲ့ထိတွေ့ခွင့်ရတဲ့ပုဂ္ဂိုလ်တွေအတိမန်တွေရဖို့တရားဟောတဲ့တန်ဃာတော်ရှင်မြတ်တရားလည်းပဲကိုယ်တရားကိုနာယူလိုက်တဲ့အတွက်အမှန်တရားတွေသိကြပါစေတရားပြတဲ့တန်ဃာတော်ရှင်မြတ်တရားလည်းပဲ9မိနစ်တရားရှိမရင်9မိနစ်ငါဆွဲတွေကင်းပြီးတော့9မိနစ်ကိလေသာကင်းကြပါစေ9မိနစ်ပို့ပြီးတော့နိဗ္ဗာန်နဲ့နှီးဆက်ကြပါစေဒီစိတ်တက်တဲ့တရားဟောတရားပြစာသင်စာချလုပ်နေကြရင်ဒီတန်ဃာတော်ရှင်မြတ်တရားကိလေသာကင်းမှုကျင့်နေတာပေါ့ကိလေသာကင်းမှုကျင့်နေပါတယ်ဆိုရင်ဘာဖြစ်လဲသင်္ကန်းနဲ့ထိုက်တန်ပါတယ်တဲ့မြတ်စွာဘုရားကကြောင်းပြန်လိုက်တရားဟောတဲ့ဆရာတော်ကလည်းဓမ္မပူဇာများများရဖို့တရားပြတဲ့ဆရာတော်တန်ဃာတော်ရှင်မြတ်တရားလည်းပဲကိုเจ้าလူများများလာဖို့လူများများလာလို့ရှိရင်လှူရန်တွေကြောင်းကြီးတွေကောင်းကောင်းဆောက်ဖို့စာတင်စာချလုပ်တဲ့တန်ဃာတော်ရှင်မြတ်တရားလည်းပဲစာမွေးပွဲအောင်တာတွေကြော်ညာပြီးတော့လူတွေလာအောင်လုပ်ကြအဲ့တော့လုပ်တာကတော့သာသနာလို့လုပ်နေတယ်ဒီရွယ်ချက်တွေနဲ့လုပ်နေရင်ကိလေသာတိုးဖို့ကျင့်နေတာလားကိလေသာပါဖို့ကိလေသာကုန်ဖို့ကျင့်နေတာလားဘုန်းကြီးပြောကြရမလို့ပါဘူးကိလေသာတိုးဖို့ကျင့်နေပါတယ်ဆိုရင်သင်္ကန်းနဲ့မထိုက်တန်ပါဘူးတဲ့ရှင်ဒီဝဒတ်ပတ်တော်သားတွေဖြစ်သွားနိုင်ပါတယ်
ဒါကြောင့်မို့ဒါလေးတွေကသိအရေးကြီးတယ်အဲ့တော့လူဝတ်ကြောင်နေလည်းပဲဒီတိုင်းပဲယောဂီဝတ်နဲ့ထိုက်တန်ပါသလားဒါလည်းပဲတွေးရတာပဲဒါလေးတွေကိုဥပလက္ခဏာနည်းနဲ့နင်းမိပြီးတော့ယူရတာပဲယဟန်တက္ကဒကမတွေဖြစ်နေတယ်ယနေ့ထိန်လင်းဆိုရင်ယဟန်တက္ကဒကမကျောင်းတက္ကဒကမဖြစ်နေကြတယ်အဲ့တော့ငါတို့ဒီလုပ်ငန်းလုပ်တာယဟန်တက္ကဒကမဆိုတဲ့ဂုံပုန်းနဲ့ထိုက်တန်ပါသလားနောက်ပြီးတော့ကျောင်းတက္ကဒကမဆိုတဲ့ဂုံပုန်းနဲ့ထိုက်တန်ပါသလားဒါမျိုးလေးတွေတွေးပြီးတော့ကိုလုပ်တဲ့လုပ်ငန်းမှန်တွေများကိလေသာတွေနည်းဖို့ကျင့်ရပါတယ်ကိလေသာနည်းဖို့ဒါနတွေလူတယ်ကိလေသာနည်းဖို့ကျင့်တယ်ဂုံပကသနာအတွက်မပါဘူးသီလဆောက်တည်တဲ့ကိလေသာနည်းဖို့ကျင့်တယ်ဂုံပကသနာအတွက်မပါဘူးဒါမျိုးလေးတွေကျင့်နေလို့ချင်းကိလေသာနည်းဖို့ကျင့်နေပါတယ်ကိလေသာနည်းဖို့အတွက်ကျောင်းတက္ကဒကမယဟန်တက္ကဒကမလုပ်ပါတယ်ဆိုလို့ရှိရင်ဒါကျောင်းတက္ကဒကမဆိုတဲ့ဂုံတုယဟန်တက္ကဒကမဂုံတုဆိုတဲ့ထိုက်တန်တယ်လို့ဒါမျိုးပြောလို့ရသွားပါတယ်ဒီလိုမှမဟုတ်ဘဲနဲ့ယဟန်တက္ကကျောင်းတက္ကဘွယ်ကြီးတွေတော့ခံထားပါရဲ့ယဟန်ဒါယိကာမကျောင်းတက္ကမဆိုတဲ့ဘွယ်ကြီးတွေတော့ခံထားပါရဲ့သူတို့လုပ်နေတဲ့ဒါနသီလတွေဟာကိလေသာတွေတိုးတဲ့ဂုံတုဂုံပြိုင်တွေလုပ်တယ်စဉ်းစားကြည့်လိုက်ဒီဘွဲနဲ့တန်ပါရဲ့လားဒါမျိုးစဉ်းစားကြည့်ရပါတယ်ယောဂီလုပ်တဲ့ပုဂ္ဂိုလ်တွေလည်းပဲသူတို့ရဲ့အဝတ်နဲ့ထိုက်တန်အောင်လောဘဒေါသနဲ့အောင်ကျင့်တာမှန်ပါရဲ့လားဒါလေးတွေတွေးကြည့်ရတာပေါ့တွေးကြည့်လိုက်လို့ချင်းဘုန်းကြီးတို့ဒါအဖြေဟာဘုန်းကြီးမပြောလေပေါ်ပြီးသားဖြစ်သွားပါတယ်ဒါပထမချက်ဒုတိယချက်ကဘာလဲဆိုတော့သီလေသူသုတမဟိတောသီလေသူသာဓုပါရိတောရိတိလာတို့နဲ့သုတမဟိတောကောင်းစွာထားတော်စိတ်ရှိသောတာတော်သူပုဂ္ဂိုလ်သည်ဝေစင်စေကာတဝံပန်ဤတဲ့သွမ်းဝတ်တင်ငန်းကိုပရိရိတဝုံယုံသုံးဆွဲခြင်းကရတ္တိထိုက်ပါပေ၏တဲ့ဒုတိယချက်ကကိုချင်းသိက္ခာဖြူစင်မှတင်ငန်းဝတ်နဲ့ထိုက်တန်တယ်တဲ့ကျမ်းတော်စဉ်သာဓုပါရိတောရိသီလပါတိမောက္ခတံဝရသီလညာစာစာရာစပြီးတော့တခြင်းဆိုတာစပြီးတော့ဒါလေးတွေသေသေးမွားမွားကနေလုံခြုံအောင်စောင့်စည်းရင်ပါတိမောက္ခတံဝရသီလလုံခြုံပါတယ်အိန္ဒြိယတံဝရသီလဆိုတာမျက်စိနာနာလျှာကိုယ်စိတ်ကိလေသာတွေမဖြစ်အောင်စောင့်စည်းတယ်ကြည်ကျင်တိုင်းမကြည့်ဘူးတခြင်းနားထောင်ခြင်းတိုင်းမထောင်ဘူးဒါတွေဟာအိန္ဒြိယတံဝရသီလလုံခြုံတယ်လို့ခေါ်ရပါတယ်အာဇီဝပါရိတောရိသီလဆိုတာတရားတော်မတွေနဲ့ပေါင်းတယ်လှူခြင်းတန်းခြင်းအောင်အရေးနဲ့ပြောတယ်တိုက်ရိုက်လူကန်းတယ်ဒါမျိုးတွေပေါ့လှူခြင်းမှန်းသိမလှူခြင်းမှန်းမသိမဟုတ်ဘူးမြတ်စွာဘုရားမကြိုက်တဲ့အလုပ်တွေလုပ်ပြီးတော့လှူခြင်းတန်းခြင်းအောင်လုပ်တယ်ဒီဟာတွေနဲ့နေတယ်ထိုင်တယ်စားတယ်ဆိုရင်ဒါအာဇီဝပါရိတောရိသက်ဝင်းဝမ်းမောင်းဝမ်းကြောင်းမစင်ကြယ်ဘူးလို့ခေါ်တယ်ဒီသီလကျိုးတယ်ဒီလိုမှမဟုတ်ဘဲနဲ့ငတ်တည်ရင်သေပေစီကိုယ့်ကိုဆုံးခံစားမယ်မရှိနေပေစီငါဘယ်သူမှလှူခြင်းအောင်ရိပ်နဲ့မပြောဘူးဆိုပြီးတော့ကိုကျင့်သီလစောင့်ထိန်ပြီးတော့နေတယ်ဆိုရင်ဒီလိုရတဲ့ပစ္စည်းလေးပါသုံးစွဲတယ်ဆိုရင်ဒါအာဇီဝပါရိတောရိသီလလုံတယ်လို့ခေါ်ရပါတယ်ပစ္စယတဏ္ဍိတိတသီလဆိုတာပစ္စဝကနာဆင်ခြင်ပြီးတော့ဖုံးပေးတယ်လှအောင်ပအောင်စားတာမဟုတ်ဘူးဒါမျိုးပေါ့နော်လုပ်ငန်းလုပ်နိုင်အောင်အစားတောက်စားတယ်အချက်ကြောက်ဖုံးလွှမ်းနိုင်မှုဝတ်တယ်တိတ်ပြီးတော့ဖယ်ရှင်ပြဖို့အလှပတိတ်ပြီးတော့သူများအာယုံစိုက်ဖို့ဝတ်တာမဟုတ်ဘူးဒါမျိုးလေးနဲ့စောင့်နေကျမ်းမာရေးအတွက်ကျင့်သုံးတယ်ဆိုရင်ပစ္စယတဏ္ဍိတိတသီလလုံတယ်အဲ့ဒီလိုသီလ၄ပါးလုံမှာသင်္ကန်းဝတ်နဲ့ထိုက်တန်ပါတယ်တဲ့ကြောင်းမြန်ပြန်လိုက်သီလတွေရှင်ဒီဝရက်လိုကြိုးပေါက်ပြီးတော့လှူခြင်းတန်းကြအောင်ရှောက်လုံနေတယ်ဆိုရင်သင်္ကန်းဝတ်နဲ့မထိုက်တန်ပါဘူးတဲ့လူတွေလည်းပဲဒီတိုင်းပေါ့ကျောင်းတက္ကဒကမဆိုတဲ့ဂုံတုယဟန်တက္ကဒကမဆိုတဲ့ဂုံတုယောဂီဆိုတဲ့ဂုံတုစိတ်သာဝင်နေဆိုတဲ့ဂုံတုဒါတွေရဲ့သီလကိုချင်းသီလလုံးနေမှသူများတန်တရားဖြစ်မဖြစ်အောင်နေနိုင်မှဒါတွေကဒီဂုံတုတွေနဲ့ထိုက်တန်တယ်ဆိုတဲ့အဓိပ္ပာယ်မျိုးရောက်သွားပါတယ်နောက်တတိယချက်ကဘာလဲဆိုတော့ဥပေတောဓမ္မသစ္စေနတာဝေကာသဝမရဟတိဓမ္မသစ္စေနဣတိတို့ကိုဆုံးမခြင်းဝေစီသစ္စာတရားနှင့်ဥပေတောပြည့်စုံသောသာတော်တို့ပုဂ္ဂိုလ်သည်ဝေစင်စေကာတဝံဖိုင်တက်စွမ်းဝတ်သင်္ကန်းကိုပရိရိတဝယုံသုံးဆွဲခြင်းငါအရဟတိထိုက်တန်ပါပေ၏ဣတိတို့ဘဂဝါသုံးလောကဒုဒ္ဒရှင်တော်မြတ်ဗျာတိအဝေါဇာကရုဏာရှိသွားပညာအဖြင့်ဟောကြားတော်မူခဲ့ပါပေတည်းနံပါတ်3နံပါတ်1ချက်ကကိလေသာကင်းအောင်ကျင့်နေရမယ်တဲ့ကိလေသာကင်းအောင်ကျင့်မှာသင်္ကန်းဝတ်နဲ့ထိုက်တန်တဲ့ယောဂီဝတ်နဲ့ထိုက်တန်တဲ့ကျောင်းတရားဓမ္မယဟန်တရားဓမ္မဂုံတူးတွေနဲ့ထိုက်တန်တယ်နံပါတ်2ကကိုချင်းသီလဆံရဆံရသီလတွေဖြူစင်အောင်ကျင့်သုံးနိုင်မှသင်္ကန်းဝတ်နဲ့ထိုက်တန်တဲ့ယောဂီဝတ်နဲ့ထိုက်တန်တဲ့ကျောင်းတရားဓမ္မစတဲ့ယဟန်တရားဓမ္မစတဲ့ဂုံတူးတွေနဲ့ထိုက်တန်တယ်လို့ဒီလိုအဓိပ္ပာယ်ယူလို့ရပါတယ်ခုနံပါတ်3ကဘာလဲဆိုတော့အိန္ဒိယကိုဆုံးမခြင်းဝစီသစ္စာတရားနဲ့ပြည့်စုံရတယ်တဲ့ဘုန်းကြီးတို့အိန္ဒိယကိုဆုံးမခြင်းဆိုတာယဉ်ကျေးနေရတာကိုပြောတာပါအရာရာမှာလောဘဒေါသဖြစ်မဲ့လုပ်ကိုကြိုတင်ပြီးတော့ဒီလုပ်လို့ရင်ဒီအပြောရင်မကောင်းဘူးအကုသိုလ်များတယ်ငါအကုသိုလ်များတယ်လို့ဒီလုပ်ရင်ငါရဲ့မိသားစုအကုသိုလ်များလိမ့်မယ်ဒါမျိုးလေးတွေကိုကြိုတင်တွေးပြီးတော့မဖြစ်အောင်ကိလေသာတွေမဖြစ်အောင်သူလည်းပဲကိလေသာမဖြစ်အောင်ကိုယ်လည်းပဲကိလေသာမဖြစ်အောင်စောင့်ထိန်တယ်ဆိုရင်ဒါယဉ်ကျေးမှုပါပဲယဉ်ကျေးတယ်ဆိုတာကိလေသာကင်းအောင်ကြိုတင်ပြီးတော့လေ့ကျင့်ထားတဲ့ပုဂ္ဂိုလ်တွေပါကိုယ်မူရာကြည့်ကြည့်နှုတ်မူရာကြည့်ကြည့်စ
စိတ်ထဲကကြံစီတာကြည့်ကြည့်တက်နိုင်နေမဲ့ကိလေသာနဲတယ်ဆိုရင်ဒါယဟန်ပဲဖြစ်ဖြစ်လူပဲဖြစ်ဖြစ်ယဉ်ကျေးပါတယ်ဒီလိုယဉ်ကျေးမှလည်းပဲသင်္ကန်းနဲ့ထိုက်တန်တယ်တဲ့နောက်တစ်ချက်ကဝစီသစ္စာတဲ့ဝစီသစ္စာတရားနဲ့ပြည့်စုံတယ်ဆိုတာဘာပြောတာလဲဆိုတော့ဘုန်းကြီးတို့ဒီနံပါတ်1လိန်ညာပြောဆိုခြင်းစကားလိန်ညာပြုမှုတဲ့အရာမျိုးကရှောင်ကျင်ရတယ်နံပါတ်2ပိတုနာဝါစာကိုယ်ကိုခင်လာအောင်ကိုယ်ပေါ်မှာညွတ်လာအောင်သူများကိုသွားပြီးတော့အပြစ်တွေပြောပြီးတော့ဂုံးတိုက်စကားပြောတယ်ဘုန်းကြီးတို့ဘုန်းကြီးဆိုလို့ရှိရင်ဒီမြင့်ဘုန်းကြီးမကြည်ညိုပဲကိုယ်ပေါ်ကြည်ညိုလာအောင်ပြောတယ်ဒါမျိုးကိုဘုန်းကြီးတို့ပိတုနာဝါစာလို့ခေါ်ရပါတယ်လူချင်းချင်းဆိုလို့ရှိရင်လည်းပဲကိုယ်နဲ့ခင်အောင်သူတို့ချင်းချင်းကွဲပြားအောင်တွေးထိုးစကားလေးတွေပြောတယ်ဒါတွေကရှောင်ကျင်ရင်ဝစီသစ္စာနဲ့ပြည့်စုံတယ်နောက်ပြီးတော့ပရုဒ္ဒဝါစာကြံကြံတန်းတန်းဆဲတာဒါမျိုးတွေမလုပ်အောင်တခါတည်းဘုန်းကြီးတို့လမ်းသွားတယ်လမ်းသွားလို့ရှိရင်ချင်းချင်းဆဲနှုတ်ဆက်တာတောင်းမှအဆဲလေးနဲ့နှုတ်ဆက်တာဘုန်းကြီးအမြဲတမ်းကြားနေရတယ်စိတ်မကောင်းစရာလေးတွေရှေ့ကနေငါကင်တုပ်ပြီးမှမင်းဘယ်ရလာတယ်လဲဆိုလို့မေးတာလေးတွေလည်းမကြတွေ့နေရတယ်အဲ့ဒါပရုဒ္ဒဝါစာအကုသိုလ်များတာပေါ့နောက်ပြီးတော့တန်ဖတ်ပလာပအေးမရဖတ်မရသူများအတင်းဖြင်းနေပြောတယ်ဒါမျိုးတွေဟာဒီလိုစကားတွေရှောင်ကျင်လိုက်ရင်ဘယ်လိုစကားမျိုးကိုပြောရမလဲဆိုတော့နံပါတ်1မှန်ကန်ရမယ်မှန်တိုင်းပြောမှလားနံပါတ်2အကျိုးရှိရမှန်ကန်တဲ့အကျိုးရှိတဲ့စကားမျိုးကိုပြောရင်အဲ့ဒါဝစီသစ္စာနဲ့ပြည့်စုံသွားတာပဲအဲ့တော့ယဉ်ကျေးပြီးတော့ကိလေသာတွေဖြစ်နေအောင်လေ့ကျင့်ယဉ်ကျေးပြီးတော့ဝစီသစ္စာတရားနဲ့ပြည့်စုံတယ်ဆိုရင်တာဝေကာသဝမရဟတိသာတော်တို့ကိုတိဝေစင်စေကာတဝံဖန်ရင်တဆွမ်းဝတ္တင်ငတ်ကိုပရိဒေတုံဝယုံသုံးဆွဲခြင်းငါရတိထိုက်ပါပေ၏တဲ့အဲ့ဒီလိုပုဂ္ဂိုလ်မျိုးဟာသင်္ကန်းဝတ်နဲ့ထိုက်တန်ပါတယ်တဲ့အဲ့ဒီလိုပုဂ္ဂိုလ်မျိုးဟာယောဂီဝတ်နဲ့ထိုက်တန်ပါတယ်အဲ့ဒီလိုပုဂ္ဂိုလ်မျိုးဟာကျောင်းတကားတကမတိတ်တကားတကမနောက်ပြီးတော့ယဟန်တကားတကမစတဲ့သာသနာနဲ့ဆိုင်တဲ့ဂုံတူးပွေတူးတွေနဲ့ထိုက်တန်ပါတယ်တဲ့ဒီလိုမှမဟုတ်ပဲနဲ့နှုတ်ကလည်းပဲပြောခြင်းရပြောသူများတွေတွေးခွဲတဲ့စကားပြောသူများမဲရွယ်တဲ့စကားပြောကြံကြံတန်းတန်းတွေပြောနောက်ပြီးတော့ကိုယ်ပေါ်မှာစိတ်ညွတ်လောင်သူများပေါ်မှာထင်သေးအောင်ဒါမျိုးတွေတွေးခွဲတဲ့စကားတွေပြောရှင်ကျေးမှုကမရှိဘူးဆိုရင်ဒီပုဂ္ဂိုလ်တွေဟာသင်္ကန်းဝတ်နဲ့မထိုက်တန်ပါဘူးတဲ့နောက်ပြီးတော့ယောဂီဝတ်နဲ့ကျောင်းတကားတကမယဟန်တကားတကမတိတ်တကားတကမကထိန်တကားတကမစသည်ဖြင့်ဒီဂုဏ်တူးတွေနဲ့မထိုက်တန်ဘူးဆိုတဲ့အဓိပ္ပာယ်မျိုးတွေအများကြီးဥပလက္ခဏာနည်းဥက္ကဋ္ဌနိဒေတာနည်းနဲ့ကြည့်ရင်ဒီအဓိပ္ပာယ်တွေထွက်သွားပါတယ်အဲ့တော့မြတ်စွာဘုရားကိုကြည်လိုက်နော်မြတ်စွာဘုရားကိုအင်မတန်ကြီးညိုစရာကောင်းတာပဲမြတ်စွာဘုရားကရာဇဂိုမြို့မှာကရှင်တေဝရဘတ်တော်သားတွေအားကောင်းတယ်အဲ့တော့လူတွေကပညာနေတာပဲအဲ့တော့ငါသွားပြီးအမှန်တရားဟောလိုက်လို့ရှိရင်လူအများစုကငါသာသနာမကြည်ညိုပဲနေလိမ့်မယ်ဒီစိတ်မရှိပါဘူးမြတ်စွာဘုရားမကြည်ညိုခြင်းတွေကြည်ညိုရင်ကြည်ညိုအမှန်တရားဘက်ကယက်တည်ပြီးတော့အရှင်သာရိပုတ္တရာဘက်ကယက်တည်ပြီးတော့ဓမ္မတိဋ္ဌံကြကြပေါ်ကြားခဲ့ပါတယ်ဒါကိုဘုန်းကြီးတို့တရားဓမ္မတွေကကိုယ့်ရဲ့နှလုံးသားထဲမှာမိတ်တူကူးပြီးတော့ယူရပါတယ်ပြည့်စုံတဲ့ပုဂ္ဂိုလ်ဆိုတာတော့မရှိပါဘူးအရှင်ဘုရားကဘယ်လောက်ပြည့်စုံလဲမပြည့်စုံဘူးလို့ပဲဖြေရပါတယ်ဒါကြောင့်မို့ဘုန်းကြီးတို့ပုထုဇဉ်ဆိုတာတော့ပြည့်စုံမှုမလွယ်ဘူးသို့တော့ပြည့်စုံမှုမလွယ်ဘူးပုထုဇဉ်မို့ဆိုပြီးခွင့်မလွတ်နဲ့ငါပုထုဇဉ်မို့လို့ကိုပြည့်စုံအောင်ကြိုးစားရမယ်ဆိုတဲ့နှလုံးသွင်းလေးနဲ့ကျင့်သုံးရင်မိမိတို့ဟာကျောင်းတကားတကမယဟန်တကားတကမယောဂီဝသင်္ကန်းနေနဲ့ထိုက်တန်တဲ့ပုဂ္ဂိုလ်ဖြစ်ပြီးတော့သာသနာပြုစိတ်တဲ့အမှန်နှလုံးသားထဲမှာကိန်းဝတ်သွားနိုင်ပါတယ်သာသနာပြုစိတ်တဲ့အမှန်ဆိုတဲ့အနုမြူဘုန်းကြီးတို့အမြုတည်တဲ့ကလေးနှလုံးသားထဲမှာကိန်းအောင်ပြီဆိုရင်လုံသမဟာတွေကပါရမီကုသိုလ်တွေဖြည့်ပြီးတော့နောက်ဆုံးပါရမီရင့်ကျက်ပြီးနိဗ္ဗာန်ရောက်သွားနိုင်ပါတယ်ဒါကြောင့်မို့ဒီတရားတော်ကိုနာယူပြီးတော့တာတာနာပြုစိတ်တဲ့အစစ်အမှန်အမြုတည်တဲ့လေးကိုနှလုံးသားထဲမှာကိန်းအောင်ကျင့်ကြံကြိုးကိုအားထုတ်နိုင်ကြပါစေအဲ့ဒီလိုကျင့်ကြံကြိုးကိုအားထုတ်ပြီးတော့ပါရမီတွေတစ်ဖြည်းဖြည်းရင့်တန်ပြီးတက္ကလာနောက်ဆုံးမှာမဉ္ဇဉ်ဖူဉ္ဇဉ်ဖြင့်နိဗ္ဗာန်ကိုလိမ်မြန်စွာမျက်မှောက်ပြုနိုင်ကြပါကုန်သတည်း